ဆိုင်သောသူဟာကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေအောင်မြင်ကြော်ကြားနာမည်ကြီးသည်ဖြစ်စေဘယ်သူမှကိုယ်မသိသည်ဖြစ်စေဘာမှပြဿနာမရှိတော့ယေရှုနဲ့ဆိုင်သောကြောင့်သင်ဟာဘယ်အခြေအနေမှာမဆိုမင်္ဂလာနဲ့ပြည့်စုံသောသူဖြစ်တယ်စိမ့်လန်းသောကျက်စားအရက်ကိုပဲတောင်းတသောသူမဟုတ်သေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်းကိုပဲမသွားခြင်းလို့ရှောင်ဖယ်နေသောသူလည်းမဟုတ်ပါဘူးသိုးတကောင်တို့အရေးကြီးဆုံးအရာကစိမ့်လန်းသောကျက်စားအရက်မဟုတ်ပါဘူးသေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်းကိုမဖျက်လျှော့ဖို့လည်းမဟုတ်ပါဘူးသိုးတကောင်တို့အရေးကြီးဆုံးကသိုးဒိန်းနဲ့အတူရှိနေဖို့ပဲကိုတော်သည်ကျွန်ုပ်နဲ့အတူရှိတော်မူသောကြောင့်လှန်တဲ့တော်နဲ့တောင်ဝဲတော်သည်ကျွန်ုပ်ကိုချမ်းသာစေပါ၏ဒါကြောင့်မို့ကျွန်တော်တို့ဟာကောင်းမကောင်းနဲ့မဆိုင်အသက်ပင်နဲ့ဆိုင်ကဘာဦးမှာဘုရားသခင်ဖန်ဆင်းတဲ့အခါမှာအေဒင်ဥယျာဉ်အလယ်မှာအပင်နှစ်ပင်ရှိတယ်အလယ်မှာနော်တပင်လည်းမဟုတ်အလယ်တဲ့မှာအပင်နှစ်ပင်ကျန်တဲ့နေရာမှာတော့အပင်တွေအများကြီးပဲအဲ့ဒီအပင်နှစ်ပင်ရဲ့နာမည်ကတပင်ကအသက်ပင်လို့ခေါ်တယ်တပင်ကကောင်းမကောင်းသိကျွမ်းရအပင်လို့ခေါ်တယ်ဘုရားကကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးကိုမစားနဲ့လို့ပြောတယ်ဘာလို့မစားခိုင်းတာလဲအဲ့ဒီအသီးကိုစားရင်လူကဘာကိုသိသွားမလဲကောင်းမကောင်းကိုသိသွားမယ်သိသွားတာနဲ့တပြိုင်တည်းဖះကိုအာမကိုတော့လူကဘာကိုပဲအာကိုတော့မလဲကိုညံကိုပဲအမိပြုတော့မယ်ဒါကြောင့်မို့ဘုရားသခင်ကသုတ်တန်ကျမ်းမှာပြောပါတယ်ကိုညံကိုအမိမပြုနဲ့သွားလေရာ၌ထောက်တော့ဘုရားကိုမျက်မှောက်ပြုပါတို့ပြုလင်သင်လမ်းခီးတို့ကိုပဲ့ပြင်မယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးရဲ့အသက်တာကကဘာဦးမာတွေကကြည်နော်ဘုရားသခင်ကဘာအသီးကိုမစားခိုင်းဘူးလေကောင်းမကောင်းမစားခိုင်းဒါဆိုရင်သင်ကဘာနဲ့မဆိုင်ဘူးကောင်းမကောင်းနဲ့မဆိုင်ကောင်းတဲ့အခြေအနေပေါ်မှာကျေနပ်နေဖို့လည်းမဟုတ်သလိုမကောင်းတဲ့အခြေအနေပေါ်မှာမကျေမနပ်ဖြစ်နေဖို့လည်းမဟုတ်နိုင်ငံရေးလူမျိုးရေးစီးပွားရေးတွေကောင်းတဲ့အခြေအနေလည်းရှိမယ်မကောင်းတဲ့အခြေအနေလည်းရှိမယ်သင်ရဲ့ခန္ဓာကိုယ်ကျမ်းမာတဲ့အချိန်လည်းရှိမယ်မကျမ်းမာတဲ့အချိန်လည်းရှိမယ်သင်ရဲ့ငွေရေးကြေးရေးအဆင်ပြေတဲ့အချိန်လည်းရှိမယ်အဆင်မပြေတဲ့အချိန်လည်းရှိမယ်အဲ့ဒါတွေကအရေးမကြီးပါဘူးအရေးကြီးတာအခြေအနေတိုင်းမှာမပြောင်းလဲတဲ့ယေရှုခရစ်နဲ့ဖြတ်သန်းမှုပဲဖြစ်တယ်ယေရှုခရစ်သည်မနေ့ယနေ့နောင်ကာလမပြောင်းမလဲအစဉ်အမြဲတည်နေတယ်အဲ့ဒီအစဉ်အမြဲကြုံတဲ့အတည်ရှိတဲ့ဖခင်နဲ့အသက်ရှင်ဖို့ပဲဒါကြောင့်မို့ယုံကြည်သူဖခင်သားသမီးကကောင်းမကောင်းနဲ့သွားဖို့မဟုတ်ဘာနဲ့သွားဖို့လဲအသက်ပင်နဲ့သွားအဲ့ဒီအေဒင်ဥယျာဉ်အလယ်မှာအသက်ပင်ဆိုတာဘယ်သူ့ကိုပုံဆောင်လဲဆိုတော့ယေရှုခရစ်ကိုပုံဆောင်တယ်ဒါကြောင့်မို့သင်ဟာကောင်းမကောင်းနဲ့ဆိုင်တော်သူလားယေရှုနဲ့ဆိုင်တော်သူလားယေရှုနဲ့ဆိုင်တော်သူဒါကြောင့်ကောင်းမကောင်းဆိုတဲ့အခြေအနေမှာမရက်တည်ပါနဲ့ဟာကောင်းရင်တော့ယေရှုတော်ချီးမွမ်းမယ်မကောင်းရင်တော့ဟာငါအသက်တာဖခင်နဲ့များမမှန်လို့လားအဲ့ဒီလိုအသက်မရှင်ပါနဲ့နေ့ရက်စဉ်တိုင်းမှာဖခင်အလိုတော်တိုင်းအသက်ရှင်တတ်တော်သူဖြစ်ပါစေဒီနေ့မှာနှုတ်ကပတ်တော်အပြင်အသက်တာကိုဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ကကဘာဦးခန်းကြီး1အပိုင်ငယ်26မှာဘုရားသခင်ကတဲ့လူကိုတဲ့သူ့ရဲ့ပုံသဏ္ဍာန်နဲ့အညီဘာလုပ်လဲဆိုတော့ဖန်ဆင်းတယ်ဟောအောင်းစရာကောင်းပါတယ်ကဘာဦးကျမ်းခန်းကြီး1အပိုင်ငယ်26မှာတဖန်ဘုရားသခင်ကငါတို့ပုံသဏ္ဍာန်နဲ့နော်ငါတို့လို့သုံးတယ်နော်ဘုရားသခင်ကငါတို့တဲ့ဩအများကိန်းသုံးထားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ဘုရားသခင်ကသုံးပါးတစ်လုံးတူอ่ะနော်သုံးပါးတဆူပေါ့အလွယ်ပြောရင်တော့ Trinity ခမည်းတော်ဘုရားသခင်သားတော်ယေရှုခရစ်တော်ဘုရားသခင်တန်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်အဲ့ဒီသုံးပါးတစ်လုံးတူอ่ะကိုကျွန်တော်ကဘာလို့တာလဲယုံကြည်ကိုးကွယ်တာဖြစ်တယ်သုံးပါးတဆူအကြောင်းကအင်မတန်နက်နဲတဲ့ဘုရားရဲ့အကြောင်းဖြစ်တယ်အဲကြောင့်ဘုရားအကြောင်းကိုနားလည်ဖို့ကျွန်တော်ညံသိမ့်မမေ့ဘူးဘလောက်ပဲသိနိုင်လဲဘုရားရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကပြောသလောက်ပဲသိနိုင်ဒါကြောင့်မို့သုံးပါးတဆူဘုရားဆိုတာကဘုရားကသုံးပါးပေါင်းပြီးတော့တပါးဖြစ်နေတာမဟုတ်ဘူးနော်သုံးကိုခွဲထားတာလည်းမဟုတ်ဘူးအဲ့ဒါနက်နဲတယ်အဲ့ဒါဘုရားရဲ့ဖြစ်ချင်းလို့ခေါ်ဖြစ်ချင်းဆိုတာလောက်ယူထားတာမဟုတ်အနည်းဆုံးကတော့လူကိုကြည့်ရမယ်ဘာကြောင့်လဲဘုရားသခင်ကငါတို့ပုံသဏ္ဍာန်နဲ့တညီသဏ္ဍာန်သည်လူကိုဖန်ဆင်းကြဆိုလူနဲ့သဏ္ဍာန်အတူတူဘာလုပ်လိုက်လဲဘုရားကသူ့နဲ့သဏ္ဍာန်တူအောင်အံ့ဩစရာနော်ကောင်းကင်တမန်တော်အဲ့ဒီအခွင့်အရေးမရအောင်ကောင်းကင်တမန်တော်ဘုရားနဲ့သဏ္ဍာန်အတူတူမဟုတ်ဘုရားနဲ့သဏ္ဍာန်တူတာလူတဲ့ဟာ
လူကိုဖခင်ကဘယ်လောက်ချစ်လဲဆိုအဲ့တော့ငါတို့ပုံသဏ္ဍာန်သုံးပါးတဆူဖခင်နဲ့တဒံအတူညီစွာဖခင်ကကျွန်တော်တို့ကိုဖန်ဆင်းတာဒါကြောင့်မို့လူမှာခန္ဓာကိုယ်မြင်နေရတဲ့ physical ခန္ဓာကိုယ်ရှိတယ်ခန္ဓာရှိတယ်မမြင်ရတဲ့အပိုင်းနှစ်ပိုင်းရှိတယ်အဲ့ဒါပါလေစိတ်နဲ့ဝိညာဉ်နဲ့သုံးပါးတဆူဖခင်မှာလည်းမြင်ရတဲ့ဖခင်ရဲ့တဒံတော်ဖြစ်တဲ့သားတော်ယေရှုခရစ်တော်ဖခင်ရှိတယ်လို့မမြင်ရတဲ့အပိုင်းနှစ်ပိုင်းရှိတယ်ခမည်းတော်ဖခင်နံဝိညာဉ်ဘယ်သူမှမြင်လို့မရဘူးတန်ရှင်တော်ဝိညာဉ်တော်ဆိုတာဝိညာဉ်တော်ဖြစ်တယ်ဘယ်သူမှမြင်လို့မရဘူးဩလူနဲ့သွားပြီးတော့သွားတူတယ်လူလို့ပြောလိုက်တာ ਨੇ ခန္ဓာရှိတယ်စိတ်ရှိတယ်ဝိညာဉ်ရှိတယ်အဲ့ဒါကလူတစ်ယောက်တည်းနော်သုံးယောက်မဖြစ်သွားဘူးမျက်နေဆိုတဲ့လူတစ်ယောက်တည်းမှာခန္ဓာလည်းရှိတယ်စိတ်လည်းရှိတယ်ဝိညာဉ်လည်းရှိတယ်အဲ့ဒါမျက်နေသုံးယောက်မဟုတ်ဘူးတစ်ယောက်တည်းပဲဒါကြောင့်မို့ဖခင်ရဲ့ဖြစ်ခြင်းကအင်မတန်မှနက်နဲပါတယ်အဲ့ဒီဖခင်ကတဲ့သူ့ရဲ့ပုံသဏ္ဍာန်နဲ့တညီသဏ္ဍာန်နဲ့လူကိုဘာလုပ်လိုက်လဲဖန်ဆင်းလိုက်တယ်ဒါဆိုရင်ဖခင်ရဲ့သဏ္ဍာန်ကဖခင်ကအသားဖြူလားအသားမဲလားအရက်ရှည်လားအရက်ပူလားသဏ္ဍာန်ဆိုကျွန်တော်တို့အဲ့လိုသွားစဉ်းစားလိုက်တယ်နော်ဖခင်သခင်သာအသားဖြူရင်တော့ကျွန်တော်တို့ကတော့ဖခင်နဲ့တိတ်မတူနော်နည်းနည်းညိုတဲ့အထဲမှာနည်းနည်းမဲတဲ့အထဲမှာပါနော်အဖခင်သခင်အရက်ရှည်လားအရက်မြတ်ကျွန်တော်တို့ကသဏ္ဍာန်ဆိုဘာကိုသွားစဉ်းစားလိုက်လဲပြင်ပကိုသွားစဉ်းစားလိုက်ဖခင်ရဲ့သဏ္ဍာန်ဆိုဒီမှာအတွင်းသဏ္ဍာန်ကိုပြောခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတွင်းသဏ္ဍာန်နော်အတွင်းသဘောနော်အဲ့ဒါကဖခင်သခင်ကသူနဲ့အတူဖန်ဆင်းထားတယ်ဒါပေမဲ့လူကတဲ့အဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးဖခင်မစားနဲ့ဆိုတဲ့ဖခင်ရဲ့ပြည့်ညက်ချက်အလိုတော်ကိုချိုးဖောက်လိုက်တဲ့အခါမှာသဏ္ဍာန်ပြတ်သွားတယ်ပုံသဏ္ဍာန်ဘာလို့သွားလဲပြတ်သွားအဲ့ဒီသဏ္ဍာန်ပြတ်သွားတာနဲ့နော်ကျွန်တော်တို့ရဲ့သဘောတွေအားလုံးဟာဖောက်ပြန်သွားဒါကြောင့်မို့ခုနကလည်းဆရာတော်တွေပြောပါတယ် God is love ဖခင်သခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏အဲ့ဒီချစ်ချင်းမေတ္တာရဲ့သဘောကဘယ်သူထဲထဲမှာရှိလဲလူရဲ့အထဲထဲမှာရှိတယ်ဒါပေမဲ့အပြစ်လုပ်ပြီးနောက်ပိုင်းမှာအဲ့ဒီအထဲထဲမှာရှိတဲ့မေတ္တာရဲ့သဘောကဖခင်သဘောနဲ့မတူတော့ဒါကြောင့်မို့ချစ်ချင်းမေတ္တာတိုင်းကတော့ဖခင်မဟုတ်ဘူးဆိုတာကိုနားလည်ဖို့အရေးကြီးသွားဘာလို့လူကကြဆင်းသွားတာလူကကိုချစ်ချင်တာပဲချစ်တော့တာတချို့ချစ်ချင်းမေတ္တာရှိပါတယ်ကိုမိသားစုပဲချစ်တတ်တယ်သူများမိသားစုမချစ်တယ်ကိုခလေးပဲချစ်တယ်သူများခလေးမချစ်တယ်ဟာအဲ့ဒါကဖခင်ရဲ့သဘောမှာဟုတ်တယ်ဖခင်ရဲ့သဘောကဖခင်အားလုံးကိုမခွဲခြားဘဲနဲ့တန်းတူချစ်တာဒါပေမဲ့လူကကိုနဲ့သဘောတူတဲ့လူပဲဘာလို့လဲချစ်တာကိုရဲ့ဘာသာဝင်ကိုပဲချစ်တာကိုနဲ့ဂိုင်းကနာတူတဲ့လူပဲကိုနဲ့လူမျိုးတူတဲ့လူပဲချစ်တာကိုနဲ့လူမျိုးမတူရင်သိကြည့်လို့မရတော့ကိုနဲ့ဂိုင်းကနာမတူရင်လည်းသိကြည့်လို့မရတော့ကိုနဲ့ဘာသာမတူရင်လည်းဒါသိအဆင်မပြေတော့အဲ့ဒါလူရဲ့မေတ္တာလို့ခေါ်ပြည့်ရွှင်းသွားတာပုံသဏ္ဍာန်ဘာလို့သွားလဲပြည့်ရွှင်းသွားတာဒါကြောင့်မို့အဲ့ဒီပြည့်ရွှင်းသွားတဲ့ပုံသဏ္ဍာန်ကိုဖခင်ကအသစ်ပြန်ပြုပြင်ပေးတယ်ဘယ်သူအဖြစ်လဲသားတော်ယေရှုခရစ်တော်အဖြစ်အဲ့ဒီပြည့်ရင်းသွားတဲ့အကြောင်းရင်းအဓိကချက်ကဘာကြောင့်လဲဆိုတော့အပြစ်ကြောင့်ဖြစ်တယ်အပြစ်ကြောင့်အဲ့ဒီအပြစ်တရားဝင်လာတဲ့အခါမှာလူဟာချစ်ချင်တဲ့သူပဲချစ်တယ်မချစ်ချင်တဲ့သူမချစ်တော့ကိုကျေးဇူးပြုချင်တဲ့သူပဲပြုမယ်ကျေးဇူးမပြုချင်တဲ့သူမပြုတော့ကိုသီးခံချင်တဲ့သူပဲသီးခံမယ်ကိုသီးမခံချင်တဲ့သူသီးမခံအဲ့ဒါလူရဲ့သဘောတဘာဝဖြစ်သွားဒါကြောင့်မို့ဖခင်ကအဲ့ဒီအပြစ်ကြောင့်ပြည့်ရွှင်းသွားတဲ့အတွင်းသဏ္ဍာန်ကိုလက်ဝါးကတိုင်းမှာမလုပ်ပေးလဲဆိုတော့အသိခံခြင်းအဖြစ်ပြုပြင်ပေးတယ်ကျွန်တော်အပြစ်တွေကိုယူသွားတယ်သင်ကြိုတယ်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်ဒါကြောင့်ယေရှုခရစ်တော်ဘုရားကိုယုံကြည်တော်သူကအမိဝမ်းနဲ့မွေးတော့ဘာသားလဲဆိုတော့အပြစ်သားသခင်ယေရှုကိုယုံလဲတော့ဘာသားဖြစ်သွားလဲဘုရားသားဖြစ်သွားအဲ့ဒါကိုဘာလို့ခေါ်ဆို born again လို့ခေါ်ပါ born again ဒုတိယအကြိမ်ဘာလို့လာလဲမွေးဖွားလာတယ်ဒုတိယအကြိမ်မွေးဖွားလာပထမအကြိမ်မွေးတော့ဘယ်မှာမွေးလဲအမိဝမ်းထဲမှာမွေးတယ်ဘာသားလဲအပြစ်သားခရိယန်မိဘနှစ်ပါးပဲမွေးဘလို့ပဲမွေးပထမမွေးခြင်းမှာအားလုံးဒီတူညီတယ်သင်ကဘယ်ဘာသာဖြစ်ဘယ်လူမျိုးဖြစ်ပထမမွေးခြင်းမှာပဲရှိနေသေးရင်အဲ့ဒါအပြစ်သားပဲဒါကြောင့်မို့ပါတီရှဲနီကောဒင်ကညအချိန်မှာယေရှုစီကိုလာတဲ့အခါမှာထာဝရအသက်ကြောင့်လာမေးတဲ့အခါမှာ
နီဂေါဒင်ကိုယေရှုကပြက်ပြက်သားပဲပြောတယ်နီဂေါဒင်မင်းဒုတိယမွေးခြင်းကိုမခံဘူးဆိုရင်ကောင်းကင်နိုင်ငံကိုဝင်ဖို့မပြောနဲ့မင်းမြင်တော့မမြင်ရဘူးဟာနီဂေါဒင်ကနားမလဲဒုတိယအချိန်မွေးအောင်ကျွန်တော်ကအသက်အရွယ်ကြီးနေပြီအမေပိုက်ထဲကိုတစ်ခေါက်ပြန်ဝင်ဘယ်လိုလုပ်မွေးနိုင်မလဲနီဂေါဒင်ငါပြောတဲ့ဒုတိယမွေးခြင်းဆိုတာမင်းနားလေထားတဲ့ပထမမွေးခြင်းလို့အမိဝမ်းထဲကမွေးတာမျိုးမဟုတ်ဘူးမေထုံတန်ဝါဒအဖြစ်ဖွာသောသားမဟုတ်လူလိုလျောက်ဖွာသောသားမဟုတ်လူမျိုးနဲ့ဆက်ဆံရေးဖွာသောသားမဟုတ်ဖယားသခင်ဖြစ်ပွားစေသောသားဖြစ်တယ်ရေနဲ့ဝိညာဉ်တော်မမွေးသောသူကောင်းဝင်နိုင်ငံမဝင်ရအောင်ဘာပြောတာလဲရေဆိုတာပုံဆောင်ရက်ဖြစ်တယ်ဖယားရဲ့နှုတ်ကပတ်တော်နော်ကျွန်တော်တယောက်ကမေးတယ်ဆရာတဲ့အဲ့ဒါနားမလဲဘူးဒုတိယမွေးခြင်းဆိုတာဘာလဲရေနဲ့ဝိညာဉ်တော်မွေးတယ်ဆိုတာဘယ်လိုမွေးတာလဲရေဆိုတာနှုတ်ကပတ်တော်ကိုပြောတာဖြစ်ပါတယ်နှုတ်ကပတ်တော်ဘသူ့အကြောင်းလဲအင်းဝင်ကလေးတရားသခင်ခရစ်တော်ဘုရားသင်အပြစ်တို့လက်ဝါးကတိုင်းမှာအသေးခံတယ်သုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့သင်အပြစ်တွေကိုယေရှုသည်ဖယ်ရှားပေးလိုက်ပြီးဟိုးကဘာဦးတွေကပါလာတဲ့မွေးရပါလာတဲ့လောဘဒေါသမောဟအထဲထဲမှာပါလာတဲ့အပြစ်ကိုယေရှုသည်ဘာလုပ်ပြီးလဲဖယ်ရှားပြီးသွားပြီအဲ့ဒါကိုယုံလိုက်ရင်ရေ၌မွေးတယ်လို့ခေါ်ပါတယ်အဲ့ဒီလိုယုံလိုက်တာနဲ့အေဖတ်1:73ရသင်တို့သည်ကယ်တင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားတည်းဟုသောခရစ်တော်ရဲ့အကြောင်းကိုကြားပြီးတော့ယုံလိုက်တဲ့အခါမှာတဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဘာလို့ခြင်းကိုခံရလဲတစိတ်ခတ်ခြင်းကိုခံရတယ်။ဒါကြောင့်မို့ဧဝံဂေလိတရားနှုတ်ကပတ်တော်ရေနဲ့မွေးတယ်ဆိုတာနှုတ်ကပတ်တော်ဧဝံဂေလိတရားကိုယုံလိုက်တာယုံပြီးတာနဲ့တန်ရှင်းသောဝိညာဉ်တော်ပေါ်မှာရောက်လာလဲအထဲမှာရောက်လာအဲ့ဒါရေနဲ့ဝိညာဉ်တော်မွေးတယ်လို့ခေါ်တယ်။အေဖတ်1:73ရယောဟန်1:12ရထိုသူကိုလက်ခံသမျှသောသူတည်းဟုသောကိုတော်ကိုယုံကြည်သောသူတို့ဟာဘုရားသခင်၏သားဖြစ်ရတဲ့ခွင့်ကိုပေးတယ်။ဒါကြောင့်ဒုတိယမွေးခြင်းဆိုတာဘာအဓိပ္ပာယ်လဲဆိုတော့ယေရှုကိုယုံကြည်လက်ခံခြင်းအပြင်ဖယားသားဖြစ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒုတိယမွေးခြင်းဆိုတာသင်ဘယ်သားနေဘယ်သားပြောင်းသွားလဲအပြစ်သားကနေပြီးတော့ဖယားသားကိုပြောင်းသွားတယ်သင်ဟာတန်ရှင်းသူဖြစ်သွားတယ်ဖယားသားဖြစ်သွားတယ်သင်လောက်တာတပြားသားမှမပါဘူးနော်အဲကြောင့်မို့မနေ့ညပဲကျွန်တော်တို့ဟိုမှာတောင်ငူလာတော့မိုးချုပ်သွားတော့ဆရာနဲ့ချိန်တာဟိုထိတ်မှာစောင့်ကျွန်တော်တို့လည်းဟာလမ်းတွေလိုက်ရှာနော်ဘုံကြီးเจ้าဘယ်ဘုံကြီးเจ้าလဲဟာဘုံကြီးเจ้าဟိုးလမ်းကြားထဲရောက်သွားတယ်ပြီးရင်ပြန်ထွက်လာရတယ်ဟာလမ်းတွေမှားတာနော်ညဘက်ဆိုတော့ကျွန်တော်လည်းတခါမှမရောက်ဘူးတော့အော်ကျွန်တော်အဲ့ဒါလမ်းမားနေနေမှနောက်ဆုံးမှဆရာကဆိုင်ကယ်နဲ့လာခေါ်တော့မှဆရာနောက်လိုက်တော့မှအော်အဆင်ပြေသွားတော့တယ်ဒါမှကျွန်တော်ဗာစဉ်းစားမိလဲဆိုအော်ကောင်းငင်နိုင်ငံတက်မလုံးမှာထာဝရဒုက္ခချမ်းသာဝင်စားဖို့အတွက်လဲကောင်းငင်ကနေဖခင်ဒါလို့ညွှန်ကြားနေတော့ကျွန်တော်အားလုံးခေတ်စကားနဲ့ပြောတော့တိုင်ပတ်ပြီနော်ဟိုကလောက်ရမယ်ဒီကလောက်ရမယ်ဥပုံတွေစောင့်အောင်မယ်ဟောသွားကောင်းကင်နိုင်ငံရောက်မှာမဟုတ်တော့ဒါပေမဲ့ယေရှုကဘာလုပ်လဲချစ်လုံးလုံးတဲ့ကိုယ်တိုင်ဆင်းလာပြီးတော့လာခဲ့လိုက်တယ်ညာတော့သခင်နော်ဒီသခင်ရှုဆင်းခဲ့တယ်လို့ပဲဆရာကိုယ်တိုင်လာပြီးတော့ကျွန်တော်နဲ့တွေ့လဲလမ်းမမာတော့သဘောပေါက်သွားတယ်နော်ဒါကြောင့်မို့ကောင်းကင်နိုင်ငံရောက်ဖို့အတွက်သခင်ရှုကလေဘလောက်ချစ်လဲဆိုတာလေလမ်းမညွန်တော့ငါသည်လမ်းခီးဖြစ်၏တဲ့တမန်တရားလည်းဖြစ်တယ်အသက်လည်းဖြစ်ငါ့ကိုအမိပြုလိုက်တဲ့အမိမပြုရင်တော့ဘယ်သူမှခမည်းတော်ထံသို့မရောက်ဘူးတဲ့ဒါကြောင့်ယေရှုကိုယုံလိုက်ကောကျွန်တော်တို့ကအဲ့ဒီဖခင်ရဲ့ဂျေဇုပြုခြင်းအပြင်ကောင်းကင်နိုင်ငံသွားဖို့အတွက်ဘာမှစိတ်ပူစရာမလိုတော့ထိုသခင်ခရစ်တော်ဘုရားကိုယုံကြည်ခြင်းအပြင်ခရစ်တော်နဲ့အတူခရစ်တော်ကိုယုံပြီးသေလွန်တော်သူဟာထိုသခင်နဲ့အတူဘုရားသခင်ကပို့ဆောင်မယ်ကျွန်တော်တို့ကထာဝရကောင်းကင်နိုင်ငံကိုရောက်ဖို့ရန်အတွက်စိတ်ချမှုရရှိသွားတယ်ဆိုတော့တွေ့ရဒါကြောင့်မို့သခင်ခရစ်တော်ဘုရားကိုယုံကြည်ခြင်းအပြင်သင်ဟာဘုရားသားဖြစ်သွားတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ဒုတိယမွေးခြင်းလို့ခေါ်တယ်နော်ဒါကြောင့်မို့ငကိုတော့ကကျွန်တော်တို့ကိုအချို့ကမေးတယ်ဘောနဂန်ဖြစ်ပြီလားဒုတိယမွေးခြင်းခံပြီလားဟာနားမလဲဘာပြောမှမသိတကယ်တော့ဒုတိယမွေးခြင်းဆိုတာရိုးလေးပါပဲသခင်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်ခြင်းကိုသင်ဘုရားသားဖြစ်သွားခြင်းကိုဘာလို့ခေါ်တာလဲဒုတိယမွေးခြင်းလို့ခေါ်တာပထမမွေးခြင်းကအပြစ်သားဒုတိယမွေးတဲ့အခါမှာဘာသားဖြစ်သွားလဲဖျားသားဖြစ်သွားတယ်ဒါကြောင့်မို့ကိုလောသဲခန်းကြီး3အပိုင်ငယ်30မှာဖျားကအဲ့ဒီကဘာဦးမှာပြက်ယွင်းသွားတဲ့ပုံတရံကိုအသစ်ပြုတ်ပြန်လိုက်တယ်ကိုလောသဲခန်းကြီး3အပိုင်ငယ်30မှာကိုလောသဲဩဝါဒစာခန်းကြီး3အပိုင်ငယ်30
ဖန်ဆင်းတော်မူသောသူဤပုံသဏ္ဍာန်နှင့်အညီကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖခင်ရဲ့ပုံသဏ္ဍာန်နှင့်အညီတဲ့မှန်သောပညာအားဖြင့်အသစ်ပြုပြင်သောလူသစ်ကိုယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏သင်နဲ့ကျွန်ုပ်ကဖခင်သခင်အသစ်ပြုပြင်တဲ့ဘာကိုလဲလူသစ်ကိုယူတင်ဝတ်ဆောင်သောသူဖြစ်တယ်ပြည့်ရင်းသွားတဲ့ပုံသဏ္ဍာန်ကိုနော်အာဒံနဲ့အေဝါကြဆင်းသွားတဲ့ခါမှာပုံသဏ္ဍာန်ပြတ်သွားတာချစ်ချင်းမြတ်တာရှိတယ်ဒါပေမဲ့အဲ့ဒီမြတ်တာချစ်ချင်းတဲ့သူချစ်တာဖះကိုလည်းမချစ်တော့ဘူးကိုချစ်ချင်းတာရှောက်ချစ်တာအရက်ကြိုက်တဲ့သူကဘာကိုပဲချစ်မှာအရက်ပဲချစ်မှာပေါ့ဘိန်းကြိုက်တဲ့သူကဘာပဲချစ်မလဲဘိန်းကိုပဲချစ်မှာပေါ့လောင်းကစားကြိုက်တဲ့သူကလောင်းကစားကိုပဲချစ်မှာပတ်စံတက်မှတ်တဲ့သူကပတ်စံပဲချစ်မှာပေါ့ဖះကိုမချစ်တော့ဒါကြောင့်ဖះသခင်ကပြည့်ညက်ချက်တွေကိုသူပြန်ချုပ်ပေးတဲ့ခါမှာချစ်ချင်းမြတ်တာနဲ့ပဲပြန်ချုပ်ပေးတယ်သင်ဖះသခင်ထားတော်ဖះကိုတဲ့စိတ်နှလုံးအကျွင်းမဲ့အစွမ်းတတ္တိရှိသမျှဉာဏ်ရှိသမျှနဲ့ချစ်လို့ကိုနဲ့ဆက်ဆိုင်သောသူကိုလည်းကိုနဲ့အမျှချစ်ပါဖះကချစ်ချင်းမြတ်တာရှိသောသူဟာတဲ့အကျင့်တရားတွေအားလုံးကိုဘာလို့လဲပြည့်စုံသောသူဖြစ်တယ်တဲ့ချစ်တတ်သွားရင်ပြီးသွားပြီဒါပေမဲ့အဲ့ဒီချစ်တတ်ဖို့ဆိုတာကလည်းလူဟာစ조사ချစ်လို့မရအောင်ပြည့်ရင်းသွားတဲ့ပုံသဏ္ဍာန်အဟောင်းရဲ့ချစ်ချင်းမြတ်တာကဘလုံးမဖះသဘောမဟုတ်တော့ဒါကြောင့်ဖះသဘောနဲ့ချစ်တတ်အောင်ဖះကကျွန်တော်ဘာလုပ်လိုက်လဲအသစ်ပြုပြင်လိုက်တယ်ပုံသဏ္ဍာန်အသစ်ဘာလုပ်လဲပြုပြင်လိုက်တယ်အဲ့ဒီပုံသဏ္ဍာန်အသစ်ပြုပြင်လိုက်တဲ့အရာကတဲ့ဘာဖြစ်ရမလဲဆိုရင်တဲ့ကြီးထွားရမယ်နော်ကျွန်တော်တို့ရဲ့ဖះရဲ့တဏ္ဍာန်ကတဖြည်းဖြည်းနဲ့ဘာလုပ်ရမလဲကြီးထွားဖို့ဘုရားသခင်ကတမန်ကျမ်းစာထဲမှာဖော်ပြပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝခီးကိုနှင်စေသောရည်ရွယ်ချက်ဆိုတာစောက်လေးတုတ်ထွက်တယ်နော် the purpose or driven life ဆိုတော့နော်အဲ့ဒါဆရာကြီး Rich Warren ရေးတာသူကဘာပြောလဲဆိုတော့လောကမှာတဲ့ကျွန်တော်တို့ကိုဘုရားသခင်ထားတဲ့အန်တိမပန်းနိုင်ဆိုတာအဆုံးစွန်ဆုံးဘုရားရဲ့ရည်ရွယ်ချက်ပေါ့အဲ့ဒီအန်တိမပန်းနိုင်ကလောကမှာတဲ့ဇိမ်ခံဖို့မဟုတ်ဘူးတဲ့လောကမှာဖခင်သားသမီးဆိုတာသူများတဲ့ချမ်းသာမယ်အဲ့ဒီချမ်းသာခြင်းကိုကြည့်ပြီးတော့လူတွေကကိုးကွယ်တဲ့ဖခင်ကိုအထင်ကြီးလာမယ်အဲ့ဒီလိုပြောင်းလဲလာအဲ့ဒါမဟုတ်ဘူးတဲ့လောကမှာဖခင်သားသမီးဆိုတာသူများထက်အောင်မြင်ကျော်ကြားနာမည်ကြီးရမယ်လောကမှာဖခင်သားသမီးဆိုတာသူများထက်ပိုပြီးတော့ကောင်းတဲ့အိမ်မှာနေနိုင်ရမယ်သူများထက်အကောင်းစားအဝတ်စားဝတ်နိုင်ရမယ်အဲ့ဒါမဟုတ်ဘူးတဲ့အဲ့ဒါအပြင်ပန်းတရံတွေတဲ့ပျက်စီးသွားမယ့်အရာတွေလောကမှာဘုရားသခင်သင်ကိုထားတဲ့ရည်ရွယ်ချက်အန်တိမပန်းနိုင်ဆိုတာတဲ့ဇိမ်ခံမှုမဟုတ်ပါဘူးတဲ့တနေ့တခြားသင်ကိုဖန်ဆင်းတဲ့ဘုရားနဲ့တူလာဖို့ဖြစ်တယ်ခရစ်တော်နဲ့တူလာဖို့ဖြစ်တယ်ဘာမှရေးထားလဲဆိုတော့အေဖတ်ဩဝါဒစာအခန်းကြီး4အပိုင်ငယ်73မှာအေဖတ်ဩဝါဒစာအခန်းကြီး4အပိုင်ငယ်73ငါတို့ရှိသမျှသည်ယုံကြည်ခြင်းသို့၎င်းဖျားသခင်ဤသားတော်ကိုသိကျွမ်းခြင်းသို့၎င်းတညီတညွတ်တီရောက်၍ခရစ်တော်ဤပြည့်စုံခြင်းပမာဏအယက်ဒီဟုသောကြီးရင်သောလူအဖြစ်သို့ယောက်ျားသည့်တိုင်အောင်ဖြစ်သည်ဖျားကသင်ကိုကယ်တင်ခြင်းရပြီးတော့ဘောနဂန်ဖြစ်ပြီးသင်ဟာဖျားသားဖြစ်ပြီးအဲ့ဒါလောက်နဲ့ဖျားကပုံသဏ္ဍာန်အသစ်ဖြစ်သွားပြီအဲ့ဒီမဟုတ်ဘုရားသခင်ကတာပြီးဘာလုပ်လာဖို့လဲကြီးရင်တော်သူဘသူကဲတော့လဲကြီးရင်တော်သူဆိုတာခရစ်တော်ဤပြည့်စုံခြင်းပမာဏအယက်ဒီခရစ်တော်နီးတူဖြစ်လာဖို့အတွက်ဘုရားသခင်ကအဲ့ဒီရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကိုဒီလောကကြီးထဲမှာထားရတယ်ဒါကြောင့်မို့ခတ်သိမ်းသောအရာကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအကျိုးအတွက်ဖြစ်တယ်တခါတည်းမှာသင်ဘဝမှာတွေ့ကြုံတဲ့အရာတွေကသင်ရဲ့ခန္ဓာအတွက်ကောင်းခြင်းမှာကောင်းမယ်သင်ရဲ့စိတ်ပိုင်းအတွက်ကောင်းခြင်းမှာကောင်းမယ်နော်ဘယ်သူမှဒုက္ခဆင်းရဲခြင်းတွေမတွေ့ကြုံခြင်းဘူးအမြဲတမ်းချမ်းသာနေခြင်းနဲ့အမြဲတမ်းငွေကြေးအဆင်ပြေခြင်းနဲ့တခါတည်းမှာအဆင်မပြေခြင်းတွေကြုံတွေ့ရတယ်မလားအဲ့ဒါကဘာအတွက်လဲသင်ရဲ့ဝိညာဉ်ရေးအကျိုးအတွက်ဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ဒီအပိုင်းတွင်းမှာဒေသနာကျမ်းလေးကိုတွားပြီးတော့ဖတ်ပြီးတော့ဖျားသခင်ဟာတဲ့လူကိုတဲ့ကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုအလှဲ့အလှဲ့ပေးတယ်ဘာကြောင့်လဲဆိုရင်တဲ့လူသည်မိမိနောက်မှာဖြစ်လက်တန်သောအမှုရာတွေကိုသိမဲ့ကြောင်းတဲ့ဖျားသခင်သည်ကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုဘယ်လိုပေးလဲအလှဲ့အလှဲ့ပေးတယ်ကျွန်တော်အဲ့ချမ်းသာဖတ်ပြီးတော့ဖျားသခင်လို့ကောင်းစားခြင်းကြီးပဲပေးပါလားလို့ဘာလို့ဆင်းရဲခြင်းကိုတက်လက်ရပေးရသေးတာလဲလို့နော်
အသက်ရှင်တဲ့အချိန်တောက်လျှောက်ကျမ်းမာနေရင်မကောင်းလားဘာလို့နှာစီးချောင်းဆိုးသွေးကြိုးဘာလဲသွေးကြိုးတော့ဘာလဲသွေးတိုးနော်စီးကြိုးနော်အဲ့ဒါနော်အဲ့ဒီယောဂါတွေပေါ့ဗျာဘာလို့ဖြစ်ရသေးတာလဲနော်ဘုရားသခင်မဖြစ်မကောင်းလားကျွန်တော်တက်တာထဲမှာတခါမှဗျာပတ်စံတွေအားလုံးအဆင်ပြေနေပြီနော်စားကြတွေလည်းရှိနေအကျွေးမရှိဘူးအားလုံးအဆင်ပြေနေမကောင်းလားအခုကခက်ခဲလိုက်လောကကြီးအခုကဘာမှမသိနိုင်ငံရေးလူမှုရေးစီးပွားရေးတွေအကုန်လုံးကမောက်ကမတွေကြီးပဲအခုလဲဒီမှာလာမဲ့9ရက်နေ့ပါလဲနေရဟောပါဦးနေတောင်ဖြစ်တယ်လာကြက်မှာနော်လာကဘာဖြစ်သွားမလဲဆိုတော့အသွေးလို့နော်နေရဲသွားမယ်ဟာအဲ့ဒီလာကတဲ့နော်ကဘာနဲ့အနီးဆုံးမှာရောက်မယ်တဲ့ကဘာနဲ့အနီးဆုံးဆိုတော့မြေငလင်များထပ်လုံမလားဒီရေတွေများတက်လာပြီးတော့ရေများကြီးမလားဟာနော်ကဘာကြီးကနော်တဖြည်းဖြည်းနဲ့စိတ်လာနော်စစ်ပွဲတွေကတဖြည်းဖြည်းနဲ့များလာတယ်မြေလှုပ်ခြင်းတွေကဟာနေရာတကာတိုင်းမှာတွေ့နေရတယ်ကျွန်တော်တို့ဒါကြောင့်မို့ဒီလောကကြီးထဲမှာဖျားသခင်ကလေကိုဗစ်ထဲကသင်တာပါနော်ကိုဗစ်ထဲကသင်တာသင်တော့လည်းပြီးသွားတော့ကိုဗစ်ပြီးတော့လည်းဒုံရင်းမှာပဲနော်ကိုဗစ်ကာလအတွင်းတော့ဖျားသခင်ဒီချင်းစပြီးတော့ကိုတော်ဆက်ကပ်ပါတော့မယ်တရားကြောင့်မှန်တက်ပါတော့မယ်ကျမ်းစာမှဖတ်ပါကိုဗစ်လည်းပြီးတော့ပြီးတော့နော်ကျွန်တော်ဆရာတယောက်ရှိတယ်သူလေရင်စစီးတော့လေလေရင်စီးပြီးတော့သူပြန်လာတာလေရင်ခါတာဘုရားသခင်လေရင်ကွင်းကိုအမြန်ဆုံးချောမောအောင်ရအောင်လုပ်ပေးပါအကယ်လို့ချောမောလေရင်ပြန်ဆင်းလို့ရှိရင်ဒီနေ့ကစပြီးကျမ်းစာမှဖတ်ပါတော့မယ်ဆယ်ဖို့တို့လည်းမှန်ထည့်ပါတော့မယ်ဘုရားကြောင့်လည်းမှန်တက်ပါတော့မယ်ကိုတော့နော်သူများကိုလည်းမချီတောင်တော့ပါဘူးခွင့်လွတ်ပါမယ်လူတိုင်းကိုချစ်ပါမယ်ဂတိတွေပေးတာဘုရားသခင်မဆာပါနော်လေရင်ကွင်းကနေလေရင်ကကောင်းလဲပြန်ဆင်းရောခုနဂတိပေးတာအကုန်မေ့ပါကျွန်တော်လည်းအဲ့လိုပဲကိုဗစ်ကာလာတော့ကလည်းအသက်ရှူလို့မရတော့ဟာအဲ့ချိန်တော့ဘုရားသခင်နော်ကိုတော့အသက်ရှင်မှာတော့ကိုဗစ်လည်းပြီးတော့ဒုံရင်ပဲပြန်မေ့တော့ဒါကြောင့်ဘုရားသခင်တစ်ချက်ကျွန်တော်သတိပေးရဒီလောကကြီးကမတည်မြဲဘူးနော်ဘာလို့ဘုရားကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုအလှည့်လှည့်ပေးရတာမတည်မြဲခြင်းကိုပြနေတာကောင်းစားခြင်းဆိုတော့လေမတည်မြဲဘူးမကောင်းစားခြင်းဆိုတော့လေဒါကြောင့်မို့သင်ဘလောက်စိတ်ညစ်နေလဲသင်ဘလောက်ဒုက္ခရောက်နေလဲအဲ့ဒီဒုက္ခကလည်းမတည်မြဲဘူးဆိုတော့နှလုံးသွင်းလိုက်ပါသင်ဘလောက်အဆင်ပြေနေလဲအဲ့ဒီအဆင်ပြေခြင်းကလည်းမတည်မြဲဘူးဆိုတာနှလုံးသွင်းလိုက်ပါတည်မြဲတာဘာမှမရှိဘူးတည်မြဲတာဖျားစကားပဲရှိတယ်ကောင်းငင်နဲ့မြေကြီးမတည်တော့လေငါစကားတည်လေဒါကြောင့်ခရစ်ယာန်ယုံကြည်သူဖျားသားသမီးဆိုတာဖျားစကားနဲ့အသက်ရှင်ရတာနှုတ်ကပတ်တော်ကျမ်းစာသင်တန်းတွေတမန်တရားဟောချက်တွေဒါအင်မတန်မှအရေးကြီးတယ်နေ့စဉ်ကိုယ်တိုင်ကျမ်းစာဖတ်ရှုဖို့အရေးကြီးတယ်ဖျားကကျွန်တော်တို့ကိုလေတဒံသူနဲ့ပြန်တူအောင်ယေရှုခရစ်တော်အပြင်လှုပ်ပေးပြီးသွားပြီဒါပေမဲ့ဘုရားသခင်ကအဲ့ဒီနေရာမှာပဲထားတာမဟုတ်ဘူးတဖြည်းဖြည်းနဲ့မလုပ်အောင်မလဲခရစ်တော်နီးတူကြီးရင်နဲ့ဝိညာဉ်ရေးရာမှာကြီးထွားရင်းကျက်ပြီးတော့ခရစ်တော်နီးတူအသက်ရှင်တဲ့သူအဖြစ်ရောက်ရှိဖို့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကျွန်တော်ကဝိညာဉ်ရေးရာကလေခလေးအရွယ်ကနေတက်မလာနော်ဝိညာဉ်ရေးရာခလေးအရွယ်မှာဘာဖြစ်လဲဆိုတဲ့အရာလေးနော်၃ချက်လောက်လေ့လာရအောင်နော်ဝိညာဉ်ရေးရာခလေးရွယ်ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး3အပိုင်ငယ်1မှာနော်1ကနေ3ဖတ်ကြည့်တွေ့ရတယ်နော်1ကနေ3ဖတ်ကြည့်အောင်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး3အပိုင်ငယ်1ကနေ3မှာညီကိုတို့အထက်ကငါသည်ဝိညာဉ်လူတို့အားဟောပြောတဲ့ကဲ့သို့သင်တို့အားဟောပြောရသောအခွင့်မရှိပဲဇာတိပဂရိလူတို့အား၎င်းခရစ်တော်၌သူငယ်ကလေးတော့ခရစ်တော်၌ပါလေသူခရစ်တော်၌လို့ရေးတဲ့အတွက်ကြောင့်သခင်ရှုကိုတော့ယုံထားတယ်နော်သခင်ရှုတော့ယုံထားတယ်ကယ်တင်ခြင်းတော့ရတယ်ပေါ့ဗျာဒါပေမဲ့ဘာဖြစ်နေလဲအသက်ရှင်မှုကခလေးဝိညာဉ်ရေးရာခလေးပဲဒါပေမဲ့ကိုကျမ်းစာနဲ့မမားနဲ့နော်သူငယ်ကဲ့သို့မပြောင်းလဲလင်ကောင်းဝင်နိုင်ငံတော်သို့မဝင်ရဘူးဆိုတဲ့ကျမ်းပိုက်ကလည်းရှိတယ်ဒါကြောင့်မို့ကျမ်းစာကိုဖတ်ရင်လေသူ့ရဲ့ပေးတဲ့ဥပမာနဲ့သူ့ရဲ့ပြောချင်တဲ့ဟာကိုသိဖို့အရေးကြီးတယ်နော်တချို့ကလည်းငါတို့ကခရစ်တော်၌ခလေးပဲခလေးဆိုတာကစိတ်နှလုံးကခလေးကဲ့သို့ဖြူစင်တယ်သူငယ်ကဲ့သို့ပြောင်းလဲအဲ့ဒါကောင်းဝင်နိုင်ငံရောက်မယ်အဲ့ဒါမှန်တယ်သူငယ်ကဲ့သို့ဖြူစင်ဖို့အခုခလေးရပါလေဇာတိဆန်တာပြောတာ
ခလေးဆိုတဲ့တဘာဝကအကျွင်းမဲ့အတ္တဆန်ခလေးကကိုယ့်အတွက်ပဲစဉ်းစားတယ်ဘတော်မှသူများအတွက်မစဉ်းစားဘူးခလေးဆိုတာမယုံရင်ခလေးတယောက်ကိုမုတ်ကျွေးကြည့်အဲ့ဒါသူစားဖို့ပဲအော်ဒီမုတ်လေးကိုငါခြံထားလိုက်အောင်မယ်ဘသူ့ကိုငါကျွေးမယ်ဆိုတာမရှိဘူးဘယ်အရွယ်မှရှိတာလဲတဖြည်းဖြည်းနဲ့ကြီးလာတော့မှအော်သူ့အမအတွက်သူ့ကိုအတွက်ဆိုပြီးစဉ်းစားလာတာငယ်ရွယ်တဲ့အချိန်မှာသူများအတွက်သူမစဉ်းစားဘူးဒါကြောင့်မို့ခရစ်တော်၌သူငယ်ကလေးဆိုတာကဇာတိဆန်တာဒါမှမဟုတ်ရှင်မောလိကဘာပြောလဲဝိညာဉ်လူတွေကိုဟောတဲ့ကဲကိုငါဟောလို့မရဘူးတဲ့မင်းတို့ကဘာဖြစ်နေလဲဇာတိပဂရိလူဖြစ်နေသေးတယ်တဲ့အခုတည်းတဲ့ယခုတိုင်အောင်တဲ့သင်တို့သည်တဲ့ခဲပွဲစားပွဲကိုမကြေနိုင်သောကြောင့်ငါမကြွေးရနို့ကိုသာနို့ကိုတိုက်ရည်ဆိုပြီးတော့ဟိုကျမ်းမိုက်တစ်ပိုက်ရှိတယ်နော်နှုတ်ကပတ်တရားကိုနို့စစ်ကဲတော့ဗာလဲသူငယ်အဲ့ဒါနဲ့သွားမယောနဲ့အခုတော့မှနို့တိုက်တယ်ဆိုတာကဘတော်မှမကြီးထွားမရင်ကျက်လာဘူးလို့အဲ့ဒီအထိပ္ပယ်ကိုပြောချင်တာယခုပင်လဲသင်တို့သည်မချေနိုင်ကြသေးယခုပင်လဲဇာတိပဂရိလူဖြစ်ကြ၏ဘလို့မျိုးလဲဂုံပြိုင်ခြင်းလာပြီပြန်တွေ့ခြင်းအချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍သင်တို့သည်ဇာတိပဂရိလူဖြစ်ကြသည်မဟုတ်လောလောကီထုံးစံအတိုင်းကျင့်ဆောင်ကြသည်မဟုတ်လောအဆုံးသက်လေးမှာတော့တယောက်ကငါသည်ပေါလုတပည့်နောက်တယောက်ကငါသည်အာပေါလုတပည့်လောကီထုံးစံတိုင်းပဲငါဆရာတော့ပေါလုဟိုတယောက်ကလည်းငါဆရာအာပေါလုဆရာဇွဲတွေဇာတိပဂတိလူနော်ဂုံပြိုင်ခြင်းတွေနော်ငါဆရာဘလောက်တော်လဲနော်ကျွန်တော်ဟာသားတစ်ခုရှိတယ်အမဆရာနှစ်ယောက်ပေါ့ဗျာအမလမ်းလျှောက်တာဟိုကမြောက်ပေးတာအနောက်ကတပည့်တွေကငါဆရာမင်းဆရာတဲ့ပုံမြန်တယ်ဟိုကငါဆရာပုံမြန်တာကွာဟိုဘက်ကလည်းငါဆရာပုံမြန်တာကွာအဲ့ဆရာနဲ့လို့ပြေးကြအောင်နော်အဲ့တော့တခါလေကြရင်လူကဂုံပြိုင်တာတော့မေတ္တာဆိုတဲ့သဘောမှာနော်ဆရာရဲဝတ္ထုဝင်ငှတော့တစ်ကော73မှာအဲ့ဒီမေတ္တာရဲ့သဘောမှာမေတ္တာသည်တဲ့ဂုံပြိုင်ခြင်းမရှိဂုံပြိုင်ခြင်းရှိသူ၍အဲ့ဒါမကြီးရင်သေးဘူးကြီးရင်တော်သူဆိုတာဖခင်ရဲ့မေတ္တာနဲ့အသက်ရှင်တတ်သွားတာမေတ္တာကဘာလို့လဲဂုံပြိုင်ခြင်းဂုံပြိုင်ပြီဆိုတော့ငါတို့သင်တော်ဟိုဘက်ကအသင်းတော်ထက်ပို့တော်ရမယ်ငါတို့သင်တော်လူငယ်တွေကဟိုဘက်အသင်းတော်ထက်ဂုံပြိုင်နေသေးရင်အဲ့ဒါမေတ္တာမဟုတ်မေတ္တာဆိုတာကိုယ့်အသင်းတော်လည်းကြီးထွားမယ်သူများအသင်းတော်လည်းကြီးထွားပါစေသူများကိုကြီးထွားအောင်မဆပေးတဲ့သူများကိုကိုယ့်ထက်သာအောင်ပြုစုပေးတဲ့သူအဲ့ဒါမေတ္တာရဲ့သဘောမေတ္တာရဲ့သဘောမရှိတဲ့သူကဘာလို့လဲပြိုင်ဆိုင်တာဒါကြောင့်မို့ဂုံပြိုင်ခြင်းဂုံနော်ဂုံဆိုတာဘယ်သူနဲ့ပဲထိုက်တန်လဲဖျားနဲ့ပဲထိုက်တန်တယ်လူစီဖာကြဆင်းသွားတာအဲ့ဂုံသွားပြိုင်ဖျားကဲတော့ငါနေမယ်ဖျားလို့မလုံးနဲ့ဖျားသခင်ပဲဘုံကြီးပါစေအရာအားလုံးကဖျားရဲ့ကျေးဇူးတော်တသက်ကြောင့်ပါဆိုပြီးတော့ဖျားကိုပဲဘုံပေးလိုက်ပါဖျားကိုပဲဂုံပြုခြင်းဖျားပဲခံထိုက်ပါတယ်ကျွန်တော်တို့ကဂုံပြုခြင်းဒီခါလေးကြာရင်ကျွန်တော်တို့ကကိုပဲလှုပ်တယ်လို့ဂုံပြိုင်နေဆိုတာဘာလို့လဲကိုလှုပ်နိုင်တယ်ဆိုတဲ့အရာပေါ်မှာသွားပြီးတော့ focus လုပ်လိုက်တာအာယုံစိုက်လိုက်တာတကယ်တော့သင်လှုပ်နိုင်တာဘာတစ်ခုမှမရှိပါဘူးအရာအားလုံးကကျေးဇူးတော်တသက်ကြောင့်သင်ကျမ်းစာဖတ်နိုင်တာလဲဖခင်သင်ကိုကျမ်းမာခြင်းပေးထားလို့မျက်လုံးမြင်နိုင်သေးလို့အဲ့ဒါကျမ်းစာဖတ်နိုင်အဲ့ရလဲလဲတော့ဘာမှမလုပ်နိုင်ကိုဗစ်ကာလအသက်ရှူဖို့တောင်ခတ်သွားတာအခုချိန်ကကိုဗစ်ရှိရင်နှာခေါင်းစည်းနဲ့လက်စေးတယောက်နဲ့တယောက်ထိတွေ့လို့မရခတ်သွားပြီအဲ့ဖခင်အခွင့်မရှိရင်သင်ဘာမှလုပ်လို့မရဘူးဆိုတော့နားလည်ဖို့ဖြစ်တယ်ကိုယ့်ဘန်ကိုလုံနိုင်တယ်လို့ခံယူတဲ့သူအဲ့ဒါဂုံပြိုင်ပြီပဲအရာအားလုံးကဖခင်ကျေးဇူးတော်ကြောင့်ဒါအောင်နားလည်ဖို့အင်မတန်ရေးကြည့်ပါဒါကြောင့်မို့ဇာတိပဂတိလူကသူငယ်ကလေးကဂုံပြိုင်ခြင်းတွေရှိတယ်ဒါကြောင့်မို့ငါဆိုတဲ့ဇာတိပဂတိဆိုတာညီမြချင်းငါပဲအဲ့မို့တမန်တော်ရှင်ပေါလုကငါသည်ခရစ်တော်နဲ့တူလက်ဝါးကတိုင်းမှာအသေးခံပြီတဲ့သို့တော်လည်းအသက်ရှင်သေးတယ်ထို့သောဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ငါဆိုတဲ့သဘောကနှလုံးသားပလင်မှာမရှိတော့နှလုံးသားပလင်မှာဘယ်သူကအုပ်ဆိုးနေလဲခရစ်တော်ကအုပ်ဆိုးနေတယ်ဒါကြောင့်မို့အဲ့ဒီငါဆိုတဲ့ຢာကိုဦးစားမပေးတော့သင်ဟာငါကြီးပွားဖို့ငါချမ်းသာဖို့ငါအောင်မြင်ဖို့ကျွန်တော်တယောက်က
စာရေးပြီးလှမ်းပြောတယ်ဆရာတဲ့ဘုရားသခင်ကဆူတောင်းတော့လဲတခါမှနားမညောင်းတဲ့ကျမလူတဲ့ရလဲတခါမှဖြည့်မပေးဘူးတဲ့ဘုရားသခင်တော့တိတ်မကိုးကွယ်ကျင်တော့တဲ့ဟာကျွန်တော်တို့မေးခွန်းတစ်ခုမေးတယ်သခင်ယေရှုခရစ်တော်ဘုရားကိုဘာအတွက်ကိုးကွယ်နေရတာလဲဖြည့်ကြည့်ပါဦးနော်ဒီရလူတွေနော်သင်သခင်ယေရှုခရစ်တော်ဘုရားကိုဘာအတွက်ကိုးကွယ်တာချမ်းသာဖို့ကိုးကွယ်နေရလားအဲ့ဆိုမှားပြီသင်အောင်မြင်ကြော်ကြားဖို့ဘုရားကိုကိုးကွယ်နေတာလားအဲ့ဒါဆိုလည်းမှားပြီစာတန်အောင်ပေးနိုင်တယ်အဲ့ဒီအောင်မြင်ကြော်ကြားခြင်းတွေချမ်းသာခြင်းတွေကကျွန်တော်ဘုရားကိုကိုးကွယ်တာချမ်းသာဖို့လည်းမဟုတ်ချမ်းသာရင်လည်းဟာလေလုယာပဲအဲ့ဒါလည်းဘုရားအတွက်ပဲအဲ့ဒီချမ်းသာခြင်းကဆင်းရဲလည်းဟာလေလုယာပဲအဲ့ဒီဆင်းရဲခြင်းမှာလည်းဘုရားဘုန်းတော်ထင်ရှားဖို့ပဲတချို့ကထင်တာဆင်းရဲရင်ဘုရားဘုန်းတော်မထင်ရှားဘူးလို့ထင်တာကြုံပါလေဟိုးနေမန်အိမ်ကကြုံပါလေသူ့အဖြစ်ဘုရားဘုန်းတော်ထင်ရှားသွားတယ်ကျွန်တော်တို့ကကျမ်းစာဖတ်ရင်မတွေ့တော့နော်ဟာဒါဝိကြီးဘုရင်ဖြစ်တာလောက်ပဲကျွန်တော်ကမြင်တာသူ့ရဲ့အသက်ရှင်မှုသူ့ရဲ့အသက်တာကိုသွားမမြင်ဘူးတကယ်တော့ဘုရားဘုန်းတော်ထင်ရှားခြင်းဆိုတော့အသက်တာနဲ့ဆိုင်တာဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်ဘူးအောင်မြင်ခြင်းမအောင်မြင်ခြင်းနဲ့မဆိုင်ဘူးသင်ကချမ်းသာခြင်းအပြစ်မဟုတ်သင်ကချမ်းသာတော်ညာလေနှိမ်ချမယ်ဘုရားရဲ့မြတ်တာနဲ့သင်ရဲ့အသက်ရှင်ခြင်းမှာဘုရားရဲ့သဘောတဘာဝတွေပေါ်ထွက်နေရင်ဘုရားဘုန်းတော်ထင်ရှားသင်ဘလောက်ချမ်းသာဘုရားသဘောတိုင်းအသက်မရှင်ဘုရားဘုန်းတော်မထင်ရှားသင်ဘလောက်ဆင်းရဲဘုရားသဘောတိုင်းအသက်မရှင်ဘုရားအလိုတော်တိုင်းအသက်မရှင်ဘုရားဘုန်းတော်မထင်ရှားဒါပေမဲ့သင်ကဘလောက်ပဲဆင်းရဲပါစေနှိမ်ချခြင်းတွေဘုရားရဲ့သဘောတွေဘုရားရဲ့ချစ်ချင်းမေတ္တာတွေသင်အထက်ကနေစီးထွက်နေမှာဆိုရင်တော့သင်အပြင်ဘုရားဘုန်းတော်ထင်ရှားမှာဖြစ်တယ်ဒါကြောင့်မို့ဘုရားဘုန်းတော်ထင်ရှားခြင်းမထင်ရှားခြင်းကဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်သင်ရဲ့အသက်ရှင်ခြင်းလက္ခဏာနဲ့မဆိုင်သင်ဘလို့အသက်ရှင်လဲအဲ့ဘုချစ်တော်ညီကောင်ရဲ့စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာငါဆိုတဲ့သဘောနဲ့အသက်မရှင်ဖို့ဘုရားကဒီနေ့သတိပေးနေတယ်ဝိညာဉ်ရေးရာခလေးရွယ်ကငါဆိုတဲ့အရာပဲငါအလိုပြည့်စုံဖို့ပဲအမှုတော်ဆောင်ရင်တော့ငါနာမည်ကြီးဖို့ငါကြော်ကြားဖို့ဟာငါသူများထက်အဟောပြောကောင်းဖို့ငါသူများထက်အစဉ်ပြေဖို့ကိုယ့်အတွက်ပဲဒါကြောင့်မို့လူခတ်သိန်းတို့တည်တဲ့ယေရှုခရစ်အကျိုးမရှာဘူးတဲ့ကိုယ့်အကျိုးပဲရှာတယ်ဒါဝိညာဉ်ရေးကနှုတ်နေရင်လေဖះကိုကိုးကွယ်တာကိုယ့်အလိုပြည့်ဖို့အတွက်ပဲဒါပေမဲ့ဝိညာဉ်ရေးကတဖြည်းဖြည်းနဲ့ကြီးထွားရင့်ကျက်လာတဲ့ခါမှာဖះရဲ့မေတ္တာနဲ့ပြည့်တဲ့ခါမှာတစ်ကော73ထဲမှာမေတ္တာရဲ့သဘောတစ်ချက်ကျွန်တော်ရမ်းကြိုက်တဲ့တစ်ချက်ရှိတယ်အဲ့ဒါပါလေသလားမေတ္တာဆိုတာတဲ့ကိုယ့်အကျိုးကိုမရှာတတ်ဘူးဖះရဲ့မေတ္တာကိုသင်တကယ်ခံစားရရင်ယေရှုသင်ကိုချစ်တယ်ဆိုတော့သင်တကယ်ခံစားရရင်လေကိုယ့်အတွက်အသက်မရှင်တော့ငါသခင်ယေရှုအတွက်ဘာလုပ်ပေးရမလဲတကယ်ချစ်တဲ့သူကကိုယ့်အတွက်မစင်စားတော့ဒါကြောင့်မို့ဖះမေတ္တာကိုခံစားရတဲ့အမျိုးသမီးတစ်ယောက်ကတဲ့သခင်ယေရှုစီကိုလာပြီးတော့အယံတန်မိုးကြီးတဲ့ကြောက်ဖြူခွတ်ထဲမှာရှိတဲ့စီမွေးခွဲပြီးတော့တဲ့ယေရှုပေါ်ကိုဘာလုပ်လိုက်လဲသွန်းလောင်းလိုက်တယ်စိတ်ဆိုးတာတပည့်တော်တွေနဲ့အခြားသောသူတွေကအဲ့ဒါသွားရောင်းလိုက်တဲ့ပတ်စံအများကြီးရမှာတဲ့ဒီနာကြီးအပြား300မကောက်ဘူးအဲ့ဒီခေတ်တုန်းကလူတယောက်ရဲ့လောက်ခလာစာကဒေနာကြီးတရက်လုံးရင်ဒေနာကြီးတစ်ပြားရ300မကောက်ဘူးဆိုတော့တစ်နှစ်မှာ365ရက်ရှိတယ်သူက300ကျော်တယ်အဲ့ဒေနာကြီးဒါဆိုရင်လူတယောက်ရဲ့နော်တစ်နှစ်လောက်ခလာစာလောက်ရှိတစ်နှစ်စာလောက်နော်ဆိုပါစို့လူတယောက်ကတစ်လကိုသူ့ရဲ့လောက်ခလာစာ3သိန်းရတယ်ဆိုပါစို့3သိန်းဆိုရင်12 3 36သိန်းလောက်တန်အဲ့ဒါကိုသခင်ရှုစီမှာလာလောင်းလိုက်တပည့်တော်တွေကလူဟာဒါအကျိုးမဲ့အဲ့ဒါကွာသူများစင်းရဲသားတွေတော့ပေးလိုက်ပါလားတဲ့မဟုတ်တော့ तू ကသခင်ရှုကိုချစ်လွန်းအားကြီးလို့မကြခင်မှာသခင်ရှုသူ့အတွက်ဘာလုပ်တော့မလဲအသွေးသွန်းတော့မှာအဲ့ဒီအသွေးတော်ရဲ့တန်ဖိုးကဒီပတ်စံနဲ့နှိုင်းရှင်းရင်ဘာမှမဟုတ် तू ရမဲ့ထာဝရအသက်နဲ့သခင်ပေးမဲ့ထာဝရအသက်နဲ့ तू ပေးလိုက်တဲ့ຢာနဲ့နှိုင်းရှင်းရင်ဘာမှမဟုတ်ဒါပေမဲ့တစ်ဖက်ကနှိုင်းရှင်းတာတွေကပျက်စီးဆုံးရှုံးသွားမဲ့လောကနဲ့သွားနှိုင်းရှင်းဟိုမှာဖခင်ရဲ့မြတ်တာကိုခံစားရလို့အဲ့ဒီဖခင်ရဲ့အသက်ပေးလောက်တဲ့ချစ်တဲ့ဖခင်ရဲ့မြတ်တာကိုလည်းခံစားရအောင်ဖခင်အတွက်အကုန်ငါဘာလုပ်မလဲပေးမယ်ဆိုတဲ့သဘောဖြစ်သွားဒါကြောင့်ဖခင်မြတ်တာကိုသင်တကယ်ခံစားရရင်ယေရှုငါ့ကိုချစ်တယ်ဆိုတော့တကယ်ခံစားရရင်သင်ကကိုယ့်အတွက်အသက်မရှင်တော့ကိုအောင်မြင်ဖို့ကိုကြီးပွားဖို့ကိုနာမည်ကြီးဖို့ကိုအစဉ်ပြေဖို့အတွက်အသက်မရှင်တော့သင်ရဲ့အသက်ရှင်ခြင်းကလေသင်ကစီးပွားရေးပဲလုပ်ဝန်ထမ်းပဲလုပ်ကျောင်းဆရာမပဲလုပ်ဆရာဝန်ပဲလုပ်သူများအိမ်မှာပဲအိမ်ပေါ်ပဲလုပ်
သင်ဟာတာမန်အလုပ်ပဲလုပ်လို့တကယ့်ကုမ္ပဏီပိုင်ရှင်တတိပဲလုပ်လို့သင်လုပ်သမျှအရာကကိုယ့်အတွက်မဟုတ်တော့ဘသူအတွက်ဖြစ်သွားလဲဖျားဘုံတော်အတွက်ဖြစ်သွားဖျားအတွက်ဖြစ်သွားတယ်အဲ့ဒါဘာလို့လဲဖျားကိုချစ်လို့ချစ်ချင်းမေတ္တာရဲ့သဘောဟာကိုယ့်အကျိုးကိုမရှာကိုယ့်အကျိုးမရှာဘူးဆိုဘသူအကျိုးပဲရှာလဲသူများအကျိုးကိုပဲရှာတာဖျားကိုတကယ်ချစ်တဲ့သူဟာဖျားအတွက်ပဲအသက်ရှင်တော့တယ်ဖျားကိုမချစ်တတ်သေးတဲ့သူဟာဒါကြောင့်မို့ခလေးဝိညာဉ်ကြီးကခလေးရွယ်ဆိုတာလေ तू ကသူ့ကိုယ်သူပဲချစ်တတ်တာ तू စားဖို့ပဲ तू အစင်ပြေဖို့ပဲစဉ်းစားတာသူများတွေဘာနဲ့စားမလဲဟဲ့သူများတွေအဲ့ဒါမစဉ်းစားအောင်ငဲဒါမဲ့တဖြည်းဖြည်းနဲ့ကြီးလာတဲ့ခါမှာ तू ကသူ့မောင်နှမကြီးတို့စဉ်းစားတတ်လာတယ်သူ့ရဲ့အယုတ်တွေကိုသူများကိုပေးစောတတ်လာတယ်ငယ်ရွယ်တဲ့ချိန်မှာတော့ तू ကအကျွင်းမဲ့အတ္တဆန်မယုံရင်ကလေးတယောက်ကိုသင်လက်ဆောင်တစ်ခုသွားပေးကြည့်ပါအဲ့ကလေးကသင်ကိုစိတ်ဝင်စားလားလက်ဆောင်စိတ်ဝင်စားလားလက်ဆောင်မစိတ်ဝင်စားအဲ့ဒီအယုတ်လေးယူပြီးတော့ तू တနေ့ရမှာသွားစော့နေလိမ့်မယ်ပေးတဲ့သူ तू စိတ်ဝင်စားဒါကြောင့်ဝိညာဉ်ရေးရမှာနုနယ်တဲ့ယုံကြည်သူကလေဖျားသခင်စီကဘာရမလဲဆိုတာပဲစိတ်ဝင်စားတယ်ဖျားကိုစိတ်ဝင်စားဒီနေ့ကျွန်တော်တို့ဝိညာဉ်ရေးရမှာကြီးထွားရင်းချက်ဖို့ဖျားသခင်အလိုရှိပါတယ်သင်ကဖျားရဲ့မြစ်တာကိုတကယ်ခံစားရရင်ဖျားစီကဘာရမလဲဆိုတာထက်အဲ့ဒီဖျားကိုပဲစိတ်ဝင်စားတယ်ဖျားသခင်ကျွန်မအသက်တာကိုတော်အလိုရှိတဲ့အတိုင်းပြုပါကိုတော်အိုထိန်ကျွန်တော်အိုမြေဖြစ်တယ်ဒါကြောင့်ဖျားပဲစိတ်ဝင်စားတော့ဖျားကြိုက်တယ်လို့လုပ်ပါကြိုက်တယ်လို့ပုံသွင်းပါဒီလောကအသက်ရှင်တဲ့အသက်တာအပိုင်းခြားမှာကျွန်ုပ်ရဲ့အသက်ရှင်မှုအပြင်ကိုတော့ဘုန်းတော်ထင်ရှားစေပါအဲကြောင့်မို့ဗတ္တိဇံဆရာယောဟန်ကထိုသခင်မူကားတိုးပွားခြင်းရှိရမယ်ငါမူကားဆုတ်ယုတ်ခြင်းရှိရမယ်ကြည်စံဘသူအဲ့လိုဝန်ခံနိုင်လဲသခင်ယေရှုပဲဘုန်းကြီးပါစေကျွန်တော်နာမည်မကြီးလဲဘာဖြစ်ကျွန်မမချမ်းသာလဲဘာဖြစ်အစင်မပြေလဲဘာဖြစ်တကယ်လို့အစင်ပြေသွားရင်ချမ်းသာသွားရင်လေအဲ့ဒါကျွန်တော်တို့မဟုတ်ကိုတော့အတွက်ပဲဖြစ်ပါစေလို့ဝန်ခံနိုင်တော့သူဖြစ်ဖို့ဟာဝိညာဉ်ရေးရကြီးထွားရင်းချက်လာမှာဖြစ်လာတာဝိညာဉ်ရေးရမကြီးထွားရင်တော့ဘသူတော့ပဲစဉ်းစားလဲကိုတော့ပဲစဉ်းစားတယ်ဒါကြောင့်မို့ဝိညာဉ်ရေးရမှာခလေးသူငယ်မဖြစ်ဖို့ငါဆိုတဲ့သဘောနဲ့အသက်မရှင်ဖို့ငါဒီကိုယ်တိုင်မရှင်ခရစ်တော်ကိုတင့်ထဲမှာရှင်ခွင့်အုပ်စိုးခွင့်ပေးဖို့အင်မတန်ရေးကြည့်ပါတယ်ဒုတိယတစ်ချက်အေဖတ်လေး14-15မှာဝိညာဉ်ရေးရခလေးရွယ်ကခုနဝိညာဉ်ရေးရခလေးရွယ်ကငါဆိုတဲ့သဘောနော်ငါစားရဖို့ငါဆိုတဲ့သဘောကိုယ့်အတွက်ပဲအသက်ရှင်တယ်နော်အခုဒုတိယလာပြီဝိညာဉ်ရေးရခလေးရွယ်ကအေဖတ်ဩဝါဒစာခန်းကြီး၄အပိုင်ငယ်14-15ပါနော်အကြောင်းမူကားသူတစ်ပါးတို့သည်လူပရိယေနှင့်အပြစ်တို့သွေးဆောင်ခြင်းကလှဲ့ပြားပြောဆိုသဖြင့်ငါတို့သည်နောက်တစ်ဖန်ခတ်သိမ်းသောဩဝါဒလေတိုက်၍ဖယိုဖယဲလွင့်သွားသောသူငယ်မဖြစ်ပဲလျက်ဝိညာဉ်ရေးရာသူငယ်ကသူတစ်ပါးတွေအပြစ်သွေးဆောင်တာအယံလွယ်ပြီးတော့ဩဝါဒလေတိုက်ပြီးတော့သူကဘာလုပ်လဲဟိုဩဝါဒဟိုဆရာနောက်လိုက်ဟိုဩဝါဒနောက်လိုက်နဲ့ဖယိုဖယဲဘာလို့သွားလဲဖြစ်သွားသူ့တရရက်တီချက်မရှိတော့ဟိုဆရာလည်းကျမ်းစာအုပ်ပြောပြီးတော့ခေါ်တာပဲဒီဆရာလည်းကျမ်းစာအုပ်ပြောပြီးသုံးတာပဲဆိုပြီးတော့သူ့ရဲ့ရက်တီချက်ဒါကြောင့်မို့သင်ကိုယ်တိုင်ကိုကြာဘေရိမြို့သားတွေကဲသို့တမန်ကျမ်းစာကိုဖတ်ရှုဖို့အင်မတန်ရေးကြည့်တယ်ကျမ်းစာအုပ်ထဲမှာကျမ်းစာကိုစစ်စစ်ကြည့်ရှုတဲ့အဖွဲ့နှစ်ဖွဲ့ရှိတယ်တစ်ဖွဲ့ကဖာရီရှဲတစ်ဖွဲ့ကဘေရိမြို့သားဖာရီရှဲကဲသို့တော့မဖြစ်ပါစေနဲ့သူကကျမ်းစာကိုပဲသိတာဖျားအောင်မသိဘူးဘေရိမြို့သားတွေကဖျားကိုသိပြီးတော့အလွန်ကြည်ညိုသောစင်သာစိတ်နဲ့ပေါ့တာလေကျမ်းစာကိုဖတ်တာဒါကြောင့်မို့သူတို့ရဲ့ယက်တီချက်အသက်ရှင်မှုကလုံးဝမမအောင်ဒါကြောင့်မို့သင်ကိုယ်တိုင်ကိုကြကျမ်းစာကိုဖတ်ရှုဖို့အင်မတန်ရေးကြည့်တယ်အခုနောက်ပိုင်းတော်တော်များကကျမ်းစာသိမဖတ်တော့အွန်လိုင်းကနေတရားဟောချက်တွေနားထောင်တာကောင်းပါလေခံယူပါဒါပေမဲ့ကိုယ်တိုင်ကိုကြလည်းဘာလို့ဖို့လို့လဲကျမ်းစာဖတ်ဖို့လို့ဖခင်အသင်ကိုစကားပြောကြတယ်တယောက်ချင်းစီတိုင်းကိုဖခင်သခင်ကစိတ်ဝင်စားတယ်ဖခင်ဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ဝိညာဉ်ရေးရာမှာမရင်ကျက်မကြီးထွားလာဘူးနော်ကျမ်းစာဖတ်တာဘာအတွက်လဲဖခင်ကိုချစ်လို့နော်ဖခင်ကိုချစ်လို့ဒါကြောင့်မို့သခင်ရှုကိုဖခင်ရဲ့မြတ်တာအကြောင်းတွေကိုသင်သိလာလေသင်ရဲ့ဝိညာဉ်ရေးရာကကြီးထွားရင့်ကျက်လာအဲ့ဒီဖခင်မြတ်တာကိုခံစားရလေကြီးထွားရင့်ကျက်လာလေပဲဖခင်မြတ်တာကိုမခံစားရတဲ့သူကလေဝိညာဉ်ရေးရာမကြီးထွားလာပျောက်တော့သားဥမာကိုကြည့်လေအဖေအိမ်မှာနေပြီးတော့စင်မပြေဘူးတဲ့အဖေနဲ့နေရတာနေလို့ထိုင်လို့မကောင်းတဲ့ကျွန်တော်လှုပ်ချင်တာမလှုပ်အောင်အဲ့တော့
ပေးတဲ့ကျွန်တော်ရပိုင်ခွင့်နဲ့ကျွန်တော်သွားမယ်သွားအဖေအိမ်မှာနေပြီးတော့အဖေမြစ်တာနားမလဲတော့သူထွက်သွားတယ်ဒါပေမဲ့ဟိုမှာဥစ္စာတွေကုန်ပြီးတော့သူနေတဲ့နေရာအစခေါင်းပါတယ်ရရလှုပ်ဝင်လှုပ်တော့ဝက်ကြောင်းတဲ့အလုပ်ကိုလုပ်ရတယ်အဲ့ဒီအချိန်မှာသူပါတတိရလဲအဖေမြစ်တာကိုတတိရငါဒီမှာတဲ့အစာငတ်ခံနေရငါအဖေအိမ်မှာသားမပြောနဲ့နော်ကျွန်တော်မှာတဲ့အဖေကဝါစွာကြွေးတာတော်ပြီကွာတဲ့ငါအဖေအိမ်ပြန်မယ်အဖေမြစ်တာကိုလည်းနားလေကောအခွင့်အရေးမယူတော့ငါဒီလိုပြောမယ်တဲ့အဖေစီရောက်ရင်တဲ့အဖေကျွန်တော်သားလို့တော့မခေါ်ပါနဲ့တော့တဲ့ကျွန်လို့ပဲသဘောထားပါရပါတယ်တဲ့အဖေနဲ့နေရရင်တော်ပါပြီအဖေမြစ်တာကိုနားလေတဲ့အခါမှာနော်သူပိုင်ဆိုင်မှုတွေလိုချင်မှုတွေမရှိတော့သူလိုချင်တာပါပဲလေအဖေပဲအဖေနဲ့နေရရင်တော်ပြီအဖေမြစ်တာကိုတကယ်နားလေသွားတဲ့သူဟာသူ့ရဲ့လိုအပ်ချက်ကပတ်စံလောကစီးစိမ်မဟုတ်တော့ဘာလို့ပဲလဲအဖေကိုပဲလိုချင်တာဖြစ်သွားအဖေမြစ်တာနားမလဲတဲ့သားကြီးရကြတော့တောင်ရပြန်လာအထဲထဲမှာပွဲလောက်တာဘာတွေလဲကွာတဲ့ဆူညံ့နေတာဟာတဲ့သခင်ညီပြန်လာပြီတဲ့အဖေကဆူအောင်ကျွေးတဲ့နွားကိုတတ်လိုက်တယ်တဲ့ဒီမှာတဲ့ပျော်ပွဲရွှင်ပွဲလောက်ထားတယ်တဲ့လာပါတဲ့အထဲကိုမလာဘူးတဲ့အဖေကမကောင်းဘူးတဲ့ဟာသူ့ဖေထွက်ကြတာမင်းဘယ်လိုဖြစ်တာလဲအဖေစဉ်းစားကြည့်ကျွန်တော်အဖေအိမ်မှာတစ်သက်လုံးနေတယ်နော်တဲ့အဖေအမွေခွဲပေးတော့တားငယ်လဲအမွေရတယ်ကျွန်တော်လည်းအမွေရတယ်ဒါပေမဲ့ကျွန်တော်ထွက်မသွားဘူးအဖေစီမှာပဲကျွန်တော်ဆက်နေတာဒါပေမဲ့အဖေအလုပ်တွေကိုကျွန်တော်ဒီလောက်လုပ်ပေးတာတောင်မှအဖေကကျွန်တော်နွားမပြောနဲ့တော့တဲ့စိတ်ကလေးတစ်ကောင်တောင်တတ်မချွေးဘူးဟာအဖေကငါသားမင်းငါးစီမှာနေတာငါပိုင်တဲ့ဥစ္စာတွေမင်းပိုင်တာပဲမင်းတတ်စားလို့ရတာပဲသားကြီးရဲ့နှလုံးသားထဲမှာအဖေအိမ်မှာသာနေတာကျွန်းစိတ်နဲ့နေတာအဖေပိုင်တဲ့ဟာတွေသူပိုင်တယ်လို့သဘောမထားအဖေတို့ကအဖေတို့ပဲသူ့တို့ကသူအဖေနွားသူ့နွားသူအဖေလဲကအဖေလဲပဲကျွန်တော်လဲကကျွန်တော်လဲပဲသူအဖေအိမ်မှာလှုပ်တာလှုပ်နေရတယ်အဖေကိုချစ်လို့လားမဟုတ်အဖေဘာများပေးမလဲပြောတဲ့စကားကြည့်လေစိတ်ကလေးတစ်ကောင်တော့တတ်မကြွေးဘူးဆိုတော့ तू ဘာမျောလင့်နေရလဲအဖေစီကဘာရမလဲဆိုပြီးတော့အဖေကိုချစ်လို့အဖေအိမ်မှာနေတာမှာမဟုတ်ပဲတခါတည်းမှာကျွန်တော်ကဖះကိုချစ်လို့အမှုတော်ဆောင်တာမဟုတ်ဖះကိုချစ်လို့ဖះလို့တာမဟုတ်ဖះတို့အသက်ရှင်တာမဟုတ်ဘာရမလဲဆိုတဲ့သဘောဒါပေမဲ့အဖေကိုတကယ်ချစ်သွားတဲ့ပျောက်သောသားကြတော့အဖေသားလို့မခေါ်ရင်လည်းရပါတယ်တကယ်ချစ်သွားတဲ့သူဟာဘာရမလဲလို့မစင်သားတော့အဖေနဲ့နေရရင်တော့ပါပြီအဖေရှိခြင်းရပဲသူ့ဘဝဝိညာဉ်ရေးကကြီးထွားရင်းကျက်လာတဲ့ခါမှာလေသူ့ရဲ့အသက်တာယက်တီချက်ကမှန်ကန်လာတယ်သူအဖေကိုပဲအလိုရှိတော့တယ်ဒါကြောင့်မချင်သောစီတိုင်းသင်ရဲ့အသက်တာထဲမှာကျမ်းစာကိုဖတ်လာမယ်ဆူတောင်းလာမယ်ဖခင်နဲ့ဆက်ကပ်လာရင်လေဖခင်ရဲ့မြတ်တာကိုသင်ခံစားလာတယ်အဲ့အချိန်မှာသင်ကလမ်းမလွဲတော့ဖခင်မြတ်တာကိုမခံစားရရင်အဖေနဲ့အတူတူနေရင်းနဲ့ဖြင့်အလိုတော်လမ်းနဲ့မလုပ်နေလေသားကြီးကဲ့သို့လွဲနေတတ်တယ်ကျမ်းစာဖတ်ရင်းနဲ့ဆူတောင်းရင်းနဲ့ဖခင်ကြောင့်တက်ရင်းနဲ့ပဲအလိုတော်လမ်းနဲ့လွဲနေတတ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာဩဝါဒလေတိုက်ပြီးတော့ဖျို့ဖဲမဖြစ်ရလေအောင်သင်နေ့စဉ်ကျမ်းစာဖတ်ဖို့လိုတယ်နေ့စဉ်ဆူတောင်းဖို့လိုတယ်ရိုးလေးပါခရိယန်သက်တာနေ့စဉ်ဖခင်နဲ့မိသားဖွဲ့ဖို့ quiet time ကိုနဲ့ဖခင်နဲ့နှစ်ယောက်တည်းအချိန်ယူဖို့လိုအပ်ပါတယ်ဖခင်အသင်ကိုသိစကားပြောခြင်းတယ်နောင်ကာလမှာတဲ့တိမောသေဩဝါဒစာပထမဆုံးခန်းကြီး3အပိုင်ငယ်4မှာတိမောသေsorry တိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး4ဒုတိယဆောင်ခန်းကြီး4အပိုင်ငယ်3တစ်တိမဟုတ်နှစ်တိခန်းကြီး4အပိုင်ငယ်3ဘာရေးထားလဲဆိုအကြောင်းမူကားတဲ့နောင်ကာလ၌လူတို့သည်စင်ကြယ်သောဩဝါဒကိုနားမခံနိုင်ပဲရားတက်သောနားရှိလျင်မိမိတက်မှတ်ခြင်းအတိုင်းများပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည်နောင်ကာလခါမှာတဲ့ကျမ်းစာသတိပေးထားပါတယ်အဲ့ဒီထဲမှာသင်မပါဖို့တတ်တာမှာဆင်ခြင်ဖို့ကျမ်းစာသတိပေးထားတယ်
နောင်ကာလမှာတဲ့လူတို့တည်တဲ့စင်ကြယ်တဲ့ဩဝါဒကိုနားမထောင်နိုင်တော့နားမခံနိုင်တကယ်စင်ကြယ်တဲ့ဩဝါဒဖះကိုချစ်ပါဖះနဲ့နားမထောင်တော့သခင်ရှုကိုယုံရင်ကြီးပွားမယ်ချမ်းသာမယ်အောင်မြင်မယ်ဘာမှတစ်ခါမှမစင်ရတော့တစ်ခါမှဘာယောဂအဲ့ဒါမျိုးဆိုရင်လူကဘာလုပ်လဲသူကဘာပြောလဲရားတက်သောနာရားတက်သောနာဆိုတာနားရရင်လေသူကနားကိုကျွန်တော်နားချက်တောင်လေးနဲ့ချက်လိုက်ဟာအရားပြေသွားရားတက်သောနားဆိုတာကတက်မှတ်ခြင်းကိုပြောတာငွေတက်မှတ်တဲ့သူကသခင်ရှုယုံကြည်ငွေရမယ်ဆိုရင်ဘာလို့လဲကြိုက်တာပေါ့ထူးဆန်းတဲ့နမိတ်လက္ခဏာတွေတက်မှတ်တဲ့သူကသခင်ရှုကိုယုံကြည်နမိတ်လက္ခဏာဖြစ်မယ်ဆိုရင်ကြိုက်တာပေါ့အဲ့ဒီလိုပြောလို့သခင်ရှုကသင်လိုတဲ့ငွေကြေးမပေးဘူးလို့ကျွန်တော်မဆိုလို့သခင်ရှုဖះနမိတ်လက္ခဏာမလုပ်လို့ကျွန်တော်မဆိုလို့ဖះကသူ့အချိန်နဲ့သူ့အလိုတော်အတိုင်းလုပ်ပါတယ်သူ့အလိုတော်အတိုင်းမန်းစားပါတယ်ဒါပေမဲ့သင်အလိုတိုင်းတော့မဟုတ်ဘူးနော်သူ့အလိုတိုင်းဒါပေမဲ့ကျွန်တော်ကကိုယ့်အလိုတိုင်းပဲကိုယ့်ရဲ့တက်မှတ်ခြင်းအတိုင်းပဲများပြားသောဆရာတို့နောက်ကိုလိုက်ကြတယ်ဒါကြောင့်မို့ကိုယ့်ရဲ့တက်မှတ်ခြင်းတိုင်းအသက်မရှင်ဖို့ရန်အတွက်ဖះရဲ့တမန်တရားအတိုင်းအသက်ရှင်ဖို့အင်မတန်ရေးကြည့်တယ်ဝိညာဉ်ရေးရာခလေးသူငယ်ကတော့ဘာမှနားမလဲကိုကြိုက်တဲ့အရာနောက်ဘာလို့သွားလဲလိုက်တာပဲအဲ့ဒီမှာဘာဖြစ်သွားလဲဖယိုဖယဲဖြစ်သွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာဝိညာဉ်ရေးရာမှာခလေးသူငယ်ဖြစ်ရင်ဘာလို့လဲစာတန်ကပါလေးပဲဘသူဘာကြိုက်တယ်လဲသင်ကိုယ်တင်အောင်သိချင်မှသိမယ်စာတန်ကသင်ဘာကြိုက်လဲကောင်းကောင်းသိတာပေါ့သင်ပတ်စံကြိုက်တာလားသင်ကအောင်မြင်ကြော်ကြတချို့ကပတ်စံမကြိုက်ဘူးဒါပေမဲ့ဘာကြိုက်လဲဂုံကြိုက်ဂုံကြော်ကြားခြင်းကိုကြိုက်အဲ့ဒါနဲ့စာတန်ကဘာလို့လဲအဲ့ဒီနောက်ကိုသွေးဆောင်လိုက်တချို့ကဝါကြွားခြင်းတယောက်မတူတချို့ကမူးယစ်ဆေးဝါးကြိုက်ဒါကြောင့်မို့စာတန်ကအဲ့ဒီကြိုက်တဲ့တက်မှတ်တဲ့ຢာနဲ့ဘာလို့လဲသူတော့ဝိညာဉ်ကြီးဟာမရင်ကျက်တဲ့ခါမှာအဲ့ဒီတက်မှတ်ခြင်းထဲမှာဘာလို့သွားလဲကြဆုံးသွားဝိညာဉ်ကြီးဟာရင်ကျက်လာတဲ့ခါမှာအဖေဘာမှမပေးလဲရတယ်ကျွန်တော်အဖေစီမှာနေရရင်အလိုချင်ဆုံးကဘသူပဲဖြစ်သွားလဲဖះပဲဖြစ်သွားတယ်ဒါကြောင့်မို့ကျွန်တော်တို့လိုချင်တဲ့အရာတွေကလောကအရာဆိုရင်ဘာလို့သွားနိုင်လဲအဲ့ဒီဝိညာဉ်ကြီးကလောကအရာကိုပဲလိုချင်တဲ့သူဆိုတော့စာတန်ကအသာလေးသွေးဆောင်ဖျက်ဆီးသွားနိုင်တယ်နောက်ဆုံးချက်အေဘဲခန်းကြီး9အပိုင်ငယ်73 74မှာဝိညာဉ်ကြီးကခလေးရွယ်မှာအေဘဲခန်းကြီး9အပိုင်ငယ်73နော်73 74နို့ကိုသာသုံးဆောင်တော်သူမိသည်ကသူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြားသိနိုင်သောဉာဏ်ပေးတတ်သောအကြားအမြင်အတွေ့ဆန်းများသောသူတည်းဟုသောစုံလင်သောအရွယ်ရှိသောသူတို့မူကားကြည်ခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏ဝိညာဉ်ရေးဟာခလေးသူငယ်ဖြစ်တဲ့သူဟာတဲ့ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိသူကဖြောင့်မတ်ခြင်းတရားကိုအဲ့ဒီထဲမှာမကျင့်လေတတ်ဘူးတမန်ကျမ်းစာထဲမှာယောဘကိုဖခင်ကစာရမဏေရဲ့ရှေ့မှာတတ်သိခံတဲ့အခါမှာယောဘရဲ့ဘာအကြောင်းကိုတတ်သိခံလဲစာရန်မင်းတွေ့လားငါကျွန်ယောဘဘလောက်ချမ်းသာလဲအဲ့လိုပြောလားမပြောပါဘူးယောဘရဲ့ချမ်းသာခြင်းအကြောင်းဖခင်မပြောစာရန်မင်းတွေ့လားငါကျွန်ယောဘသူ့ရဲ့ဂုံသတင်းတော့အဲ့ဒီချိန်မှာသူ့လောက်ကြော်ကြားတဲ့သူဘယ်သူရှိလဲယောဘရဲ့ကြော်ကြားမှုအကြောင်းဘုရားသခင်မပြောပါဘူးဘုရားသခင်ယောဘအကြောင်းကိုပြောတဲ့အခါမှာဘာကိုပြောလဲငါကျွန်ယောဘသည်တဲ့မြေကြီးပေါ်မှာရှိသောသူတယောက်နဲ့မှမတူဘူးတဲ့စုံလင်ဖြောင်းမပေယောဘရဲ့အကြောင်းကိုဘုရားကချီးမွမ်းတဲ့အခါမှာဘာအကြောင်းကိုချီးမွမ်းလဲစုံလင်ဖြောင့်မတ်ခြင်းအကြောင်းကိုချီးမွမ်းတယ်ဘာလို့ဖြောင့်မတ်ခြင်းအကြောင်းကိုချီးမွမ်းတယ်ဖြောင့်မတ်ခြင်းဆိုတာလူစီမှာမရှိဘူးဖြောင့်မတ်ခြင်းဆိုတာလူစီမှာဖြောင့်မတ်ခြင်းဆိုတာတန်ရှင်းခြင်းအပြစ်ကင်းခြင်းနော်အဲ့ဒီဖြောင့်မတ်မှန်ကန်ခြင်းဆိုတဲ့ຢာကလူမှာမရှိဘူးဒါကြောင့်မို့ကျမ်းစာပြောတယ်ဖြောင့်မတ်သောသူမရှိ
တရားမှမရှိဒါကြောင့်ရှင်းသောကျမ်းစာဖြောင့်မတ်တော်သူဟာတယောက်တလေရှိတာမဟုတ်တယောက်မျှမရှိဘူးဖြောင့်မတ်တော်သူဟာလူစီဖြောင့်မတ်ခြင်းတရားဆိုတာလူစီမှာမရှိဘူးအဲ့ဒီဖြောင့်မတ်ခြင်းဆိုတာဘယ်သူစီမှာမရှိလဲဖျားစီမှာမရှိတယ်ဖျားဟာဖြောင့်မတ်တော်ဖျားဖြစ်တယ်မှန်ကန်တော်ဖျားဖြစ်တယ်ဒါကြောင့်မို့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာပါဘာကိုပြောချင်တာလဲ his righteousness ဘသူရဲ့ဖြောင့်မတ်ခြင်းလဲဖျားရဲ့ဖြောင့်မတ်ခြင်းလူရဲ့အကျင့်ကြံကောင်းမှုဒီလူတယောက်ကကောင်းတာကိုကျင့်နိုင်လို့ဖြောင့်မတ်တယ်လို့ပြောတာမဟုတ်ဖျားကိုယုံလို့ဖြောင့်မတ်တယ်လို့ပြောတာအဲဖြောင့်မတ်ခြင်းကဘာအဖြစ်ရလဲယုံကြည်ခြင်းအဖြစ်ရကျမ်းစာဒီလိုရေးတယ်အာဗြဟံသည်ဖျားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့ဖျားဘာလုပ်လိုက်လဲတတ်မှတ်လိုက်သင်နဲ့ကျွန်ုပ်ဒီလေဖျားသခင်ကိုယုံတဲ့အခါမှာဖျားသခင်ကကျွန်တော်ဘယ်လိုတတ်မှတ်လဲဖြောင့်မတ်တော်သူလို့တတ်မှတ်လိုက်ဘယ်ပေါ်မှာတတ်မှတ်လဲအကျင့်ပေါ်မှာတတ်မှတ်လားယုံကြည်ခြင်းပေါ်မှာတတ်မှတ်လားဒါဆိုရင်ဘုရားသခင်ကယောဘကိုဖြောင့်မတ်တယ်လို့ပြောရခြင်းကယောဘရဲ့ယုံကြည်ခြင်းဘုရားကိုယုံတဲ့အတွက်ကြောင့်တွေ့လားငါကျွန်ယောဘဖြောင့်မတ်တယ်အဲ့ဒီယုံကြည်ခြင်းနဲ့အသက်ရှင်တယ်တနည်းအားဖြင့်ဘုရားရဲ့အသက်နဲ့ရှင်တယ်အဲ့ဒီသဘောနဲ့ရှင်တဲ့အခါမှာဘုရားကယောဘကိုချီးမွမ်းတယ်ဒါကြောင့်မို့ဝိညာဉ်ရေးရမှာသူငယ်ဖြစ်တဲ့သူကအဲ့ဒီဖြောင့်မတ်ခြင်းတရားကိုစိတ်ဝင်စားအောင်ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိဝိညာဉ်ရေးရမှာသူငယ်ဖြစ်တဲ့သူဟာဘာရမလဲဆိုတာပဲစိတ်ဝင်စားတယ်အဲ့ဒီဖြောင့်မတ်ခြင်းတရားဖခင်ရဲ့ဖြောင့်မတ်ခြင်းတရားကိုသူစိတ်ဝင်စားအောင်ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့သူဟာအသက်မရှင်တတ်တနည်းအားဖြင့်ဖခင်ရဲ့အသက်နဲ့မရှင်တတ်ဒါကြောင့်မို့ကျွန်တော်လောကမှာနေတဲ့အခါမှာဇာတိအသက်နဲ့ရှင်ဖို့မဟုတ်ဇာတိအသက်နဲ့ရှင်ဇာတိအမြင်နဲ့ပဲရှင်လူဟာသူများထက်ချမ်းသာခြင်းနဲ့သူကြီးပဲသူများထက်ကြော်ကြားခြင်းနဲ့သူကြီးပဲမချမ်းသာခြင်းနဲ့သူဘယ်သူရှိလဲမချမ်းသာခြင်းနဲ့သူဘယ်သူရှိလဲဇာတိအသက်နဲ့ရှင်အဘယ်သို့ဝေးရမလဲအဘယ်သို့စားမလဲဆိုတာပဲမလုပ်နေပါလဲစိုးရင်နေမှာဒါပေမဲ့ဝိညာဉ်အသက်နဲ့ရှင်တတ်သွားရင်အဲ့ဒီချမ်းသာခြင်းမချမ်းသာခြင်းအရေးမကြီးတော့ချမ်းသာခြင်းမချမ်းသာခြင်းအရေးမကြီးတော့လောကခဏတာမှာဖျားဘုံထင်ရှားခြင်းရပဲအရေးကြီးတော့တယ်ဒါကြောင့်မို့ဝိညာဉ်ကြီးကရင့်ကျက်လာမှဖြောင့်မတ်ခြင်းတရားဆိုတဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ဘာလို့တက်တာလဲအသက်ရှင်တာအဲ့ဒီဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုသူများတွေကမြင်တွေ့ခံစားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဖခင်သခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာပါတဲ့နောက်မှကျွန်တော်လိုတဲ့ຢာကိုဖခင်ဘာလုပ်မလဲထပ်၍ပေးမလဲဒါကြောင့်မို့သင်ရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်မရှင်ပါနဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ပါသင်ရဲ့ကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းဆိုတာဘာလဲကိုယ့်ဘောင်ကိုကြိုးစားပြီးတော့ဖြောင့်ဖြောင့်မမှန်ကန်ကန်ထိန်ထိန်ထားရလားအဲ့ဒါနဲ့အသက်ရှင်မှုဖျားပေးတဲ့ဖြောင့်မတ်ခြင်းနဲ့ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်မှုဖြစ်တယ်ဒါကြောင့်မို့တမန်တော်ရှင်ပေါလုကငါတဲ့ခရစ်တော်ကိုအမျက်ရတယ်အဲ့ဒီခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းနဲ့ပဲငါဘာလုပ်လဲအသက်ရှင်တယ်ငါဆိုတဲ့ပေါလုကြီးငါစူးစမ်းပြီးတော့ငါကောင်းတယ်ဆိုတဲ့အရာမျိုးနဲ့အသက်မရှင်တော့ဒါကြောင့်မို့သူငယ်အရွယ်ဆိုတာငါပါပဲငါဆိုတဲ့ဇာတိများနေတဲ့သူဟာဝိညာဉ်ရေးရမှာဘာပဲရှိသေးလဲသူငယ်ရွယ်ပဲဒါကြောင့်သူငယ်ရွယ်ကိုချုပ်လိုက်ရင်ငါပဲငါဆိုတဲ့သဘောနဲ့အသက်ရှင်နေသူတွေအဲ့ဒါဝိညာဉ်ရေးရမှာဘာပဲရှိသေးလဲသူငယ်ရွယ်ပဲရှိသေးတယ်ငါဆိုတဲ့သဘောနဲ့အသက်မရှင်တော့ဘူးခရစ်တော်ကငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်သေလေမူကတာ၍အကျိုးရှိအဲ့ဒါခရစ်တော်အထဲထဲမှာခရစ်တော်ရှင်လာရင်တော့အဲ့ဒီလူကဘာလဲဝိညာဉ်ရေးရမှာရင့်ကျက်ကြီးထွားတော်သူဖြစ်တယ်ဒါကြောင့်ကျွန်တော်ဆုတိုင်းငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်သူဖြစ်ပါသည်ကျွန်တော်နောက်ဆုံးဤဖတ်အသင်းတော်အကြောင်းလေးပြောပြီးတော့မိကုံချုပ်ပါဗျာဒိတ်ကျမ်းမှာအသင်းတော်9ပါးအကြောင်းပြောတယ်အဲ့ဒီအသင်းတော်9ပါးကဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေနဲ့သက်ဆိုင်တဲ့အကြောင်းအရာဖြစ်ပါနော်အသင်းတော်9ပါးအကြောင်းကိုပြောတဲ့အခါမှာပထမဦးဆုံးအသင်းတော်အေဖတ်အသင်းတော်ဖြစ်ပါအေဖတ်အသင်းတော်အကြောင်းကိုပြောတဲ့အခါမှာဗျာဒိတ်ကျမ်းခန်းကြီး2အပိုင်ငယ်1ကိုဖတ်ခြင်းအဲ့ဒီအေဖတ်အသင်းတော်မှာရှိတဲ့ယုံကြည်သူတွေဟာသင်အကျင့်ကျင့်ခြင်းပင်ပန်းစွာလှုပ်ဆောင်ခြင်းသီးခံခြင်းသူတို့ကအကျင့်လည်းရှိတယ်နော်ပင်ပန်းပန်းလည်းလှုပ်ဆောင်တယ်နော်ပြီးတော့ဘာလို့လဲသီးခံခြင်းလည်းရှိတယ်တဲ့
မတရားသောသူတို့ကိုလက်မခံဘူးတဲ့တမန်တော်ဖြစ်အောင်ဆောင်သောသူတို့ကိုလည်းစစ်ဆေး၍လှည့်ပြားသောသူဖြစ်တယ်သူတို့သိတယ်တဲ့အပိုင်ငယ်3ပါခံဒီနဲ့ပြည့်စုံတယ်တီးခံခြင်းနဲ့ပြည့်စုံတယ်ငါနာမကြောင့်ဆင်းရဲခံ၍အာမလျော့ကြောင်းကိုငါသိခရစ်တော်နာမကြောင့်လည်းဘာခံလဲဆင်းရဲခံတယ်အပိုင်ငယ်4ယောက်သို့တော်လည်းသင်သည်ရှေးဥစွာသောချစ်ချင်းမေတ္တာရော့ပြီဟုသင်၌အပြစ်တင်စရာရှိ၏တခုပဲရှိတယ်တဲ့မင်းဘာရော့သွားပြီလဲရှေးဥစွာသောချစ်ချင်းမေတ္တာရော့ပြီရှေးဥစွာသောချစ်ချင်းမေတ္တာဘာလဲရှေးဥစွာသောချစ်ချင်းမေတ္တာရှေးဥစွာသောချစ်ချင်းမေတ္တာဆိုတာတိယောခန်းကြီး4အပိုက်ငယ်16မှာတိယောခန်းကြီး4အပိုက်ငယ်16မှာကျွန်တော်လိုက်ဆိုအောင်နော်ဘုရားသခင်သည်ငါတို့ကိုရှေးဥစွာချစ်တော်မူသောကြောင့်ငါတို့သည်ဘုရားသခင်ကိုချစ်ကြ၏ရှေးဥစွာသောချစ်ချင်းမေတ္တာရော့တယ်ဆိုတာကဘသူရဲ့ချစ်ချင်းမေတ္တာရော့သွားတာလဲဖယားရဲ့ချစ်ချင်းမေတ္တာရော့သွားတာဘသူကဘသူ့ကိုအရင်ချစ်တာလားသင်ကဖယားကိုအရင်ချစ်တာလားဖယားကသင်ကိုအရင်ချစ်တာလားဒါကြောင့်ရှေးဥစွာသောချစ်ချင်းမေတ္တာဆိုတာဘသူရဲ့မေတ္တာဖယားရဲ့မေတ္တာရော့နေတာဖယားကိုချစ်တဲ့မေတ္တာထက်ဖယားစီကလာတဲ့အဲ့ဒီချစ်ချင်းမေတ္တာဘာလို့သွားပြီလဲရော့သွားပြီဒါကြောင့်မို့ချစ်တော်စီတိုင်းကျွန်တော်ဘဝအသက်တာထဲမှာလေဖယားသခင်ကပုံသဏ္ဍာန်အသစ်ပြောင်းလဲပေးလိုက်တဲ့ခါမှာကျွန်တော်တို့အသက်တာကိုကြီးထွားရင့်ကျက်လာဖို့ဖယားလို့ရှိတယ်ကြီးထွားရင့်ကျက်လာဖို့ရန်အတွက်ကြီးထွားရင့်ကျက်ခြင်းဆိုတာဘာကိုပြောတာလဲခရစ်တော်နဲ့သဏ္ဍာန်တူခြင်းဖယားနဲ့သဏ္ဍာန်တူခြင်းဆိုတာဖယားကဘလို့သဏ္ဍာန်လဲဖယားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူချစ်ချင်းမေတ္တာနဲ့အသက်ရှင်လာနိုင်လေဖယားနဲ့သဏ္ဍာန်တူလာလေပဲအဲ့ဒီချစ်ချင်းမေတ္တာနဲ့အသက်ရှင်ဖို့ရန်အတွက်ဒီနေ့ကစပြီးငါစ조사ပြီးတော့ချစ်တော်မယ်လုံးဝမရပါဘူးကျွန်တော်တို့ကအရင်ဦးဆုံးသင်ကိုရှေးဦးစွာဘယ်သူချစ်လဲဘုရားသခင်သည်တဲ့ရှေးဦးစွာချစ်တော်မူသောကြောင့်ဒါကြောင့်မို့သင်အရင်ဆုံးဘုရားရဲ့မေတ္တာကိုအရင်ခံယူရမယ်ဘုရားချစ်ကြောင်းကိုသင်ခံယူတော့မှသင်ဟာဘုရားကိုပြန်ချစ်နိုင်ပါအဲ့ဒီဘုရားမေတ္တာကိုမရဘဲနဲ့ဘုရားကိုမချစ်နိုင်ဘူးလူချင်းမချစ်နိုင်ဘူးဒါကြောင့်မို့သခင်ရှုကသိတယ်ရှင်ယောဟန်ခရစ်ခန်းကြီး15မှာငါပြည့်ညတ်သည်ကငါသည်သင်တို့ကိုချစ်သည်နီးတူဖယားကအရင်ချစ်တာနော်ငါမင်းတို့ကိုချစ်သည်နီးတူတဲ့သင်တို့ဒီအချင်းချင်းချစ်ကြလောအဲ့ဒီမြစ်တာကိုအရင်ခံယူလိုက်ပါဒါကြောင့်နံပါတ်1သင်ကိုဖယားသခင်အင်ပဒန်ချစ်တယ်ဆိုတဲ့အကြောင်းကိုသင်အရင်ခံယူလိုက်ပါအဲ့ဒီမြစ်တာကိုရမှသင်ဖယားကိုပြန်ချစ်လာနိုင်မှာဖြစ်တယ်အဲ့ဒီမြစ်တာကိုမရရင်အမှုတော်ထဲမှာစ조사လုပ်ရင်းနဲ့သားကြီးကဲသို့အဖေးလုပ်တွေကိုစ조사လုပ်ပါတယ်နော်ဆရာရဲဝင်းထုံနဲ့အဲ့ဒါပြောတော့သားကြီးဘယ်ကပြန်လာတာလဲတဲ့ဟိုမှာအိမ်မှာလေတီးဝိုင်းနေဟိုတီးမှုတ်ပြီးတော့ပွဲလုပ်ပေးနေချိန်မှာတာကြီးဘယ်ကပြန်လာလဲတရင်နိုးပြီးအိယာကနေထလာတာမဟုတ်ဘူးနော်ပြင်းပြီးတော့ TV ကြည့်ပြီးတော့ဟိုဟာပေါက်ကြရလုပ်ပြီးတော့ကြက်ဝမ်းနေပြန်လာတာလဲလောင်ကစားဝမ်းပြန်လာတယ်မဟုတ်ဘယ်ကပြန်လာလဲတောင်ယာပြန်လာလို့ကျမ်းစာရေးရနော်အလုတ်လုတ်ပြီးပြန်လာတာအရင်စ조사ပြီးတော့လှုပ်ဆောင်တဲ့သူဖြစ်တယ်တာကြီးကဒါပေမဲ့သူ့ရဲ့တက်တိုင်မှာဘာရော့နေလဲရှေးဥစွာသောချစ်ချင်းမေတ္တာရော့နေတယ်သွားတာပဲအဲ့ဒီမေတ္တာရော့တာ ਨੇ ဟာအကုန်လုံးဟိုအရှိရဟာတွေအကုန်လုံးဘာမှသုံးလို့မရတော့ဒါကြောင့်အဲ့ဒီဖခင်ရဲ့မေတ္တာကိုအရင်ခံစားရမှဖခင်ရဲ့မေတ္တာကိုမခံစားတဲ့ခါမှာဘလောက်လှုပ်လို့မလှုပ်လို့မှားတာမဟုတ်တော့လှုပ်ရင်းနဲ့မှားတာဖာရီရှဲတွေကျမ်းစာမဖတ်လို့မှားတာမဟုတ်ကျမ်းစာဖတ်ရင်းနဲ့မှားတာဒါကြောင့်မို့သင်ကိုယ်တိုင်ဖခင်မေတ္တာကိုတကယ်ခံစားမှအဲ့ဒီဖခင်ရဲ့မေတ္တာနဲ့ပဲဖခင်ကိုပြန်ချစ်တတ်တာအဲ့ဒီဖခင်စီကလာတဲ့မေတ္တာနဲ့ပဲအချင်းချင်းကိုပြန်ချစ်တတ်တာဒါကြောင့်ချစ်တော်စီတိုင်းကျွန်တော်ရဲ့ဘဝအသက်တာထဲမှာရှေးဥစွာသောချစ်ချင်းမေတ္တာရော့တယ်ဆိုတာဖခင်သင်ကိုဘလောက်ချစ်လဲဆိုတာကိုသင်အရင်ဆုံးခံစားဖို့လိုတယ်အဲ့ဒီမေတ္တာကိုခံစားမှအဲ့ဒီမေတ္တာကိုသင်ရတော့မှသင်ဖခင်ကိုပြန်ချစ်တတ်သွားတာမေတ္တာဟာဂုဏ်ပြိုင်ခြင်းမရှိတော့ဂုဏ်ပြိုင်ခြင်းမရှိတော့ငါဟိုလူထက်သားမယ်ဒီလူထက်သားမယ်ဟိုလူထက်နာမည်မရှိတော့ကိုဂုံတို့အသက်မရှင်တော့ဘသူဘုံတို့အသက်ရှင်လဲဘုရားဘုံတို့ပဲအသက်ရှင်တော့တယ်
ဖျားပဲဘုံကြီးပါသေးပိုအသင်းတော်ထက်ငါအသင်းတော်ပိုကြီးရမယ်ပိုကိုင်းကနာထက်ငါတို့အဲ့ဒါမရှိတော့အားလုံးဖျားဘုံတော်အတွက်အသက်ရှင်နိုင်ပါသေးသူများကိုဘာကူညီရမလဲဖျားဘုံတော်ထင်ရှားဖို့အတွက်ဘယ်လိုလုပ်အောင်လဲအဲ့ဒီလိုပဲရှိတော့တယ်တော့မေတ္တာဂုဏ်ပြိုင်ခြင်းမရှိဘူးမေတ္တာဟာကိုယ့်အကျိုးကိုမရှာတတ်ကိုယ့်အတွက်အသက်မရှင်တော့ချစ်လာတဲ့ခါမှာအဲ့ဒီချစ်တဲ့သူတို့ပဲဘာလို့တော့လဲအသက်ရှင်တော့တယ်အဲ့ဒီဖခင်ရဲ့မြစ်တာဖခင်ကိုတကယ်ကြီးဖခင်ကြည်စံကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးတော့ငါအတွက်ကွာငါလို့ဒီလောကမှာဘာမှယုံညံ့တဲ့လူပြောဟုတ်ဖခင်ဖြစ်ကနေဆင်းလာပြီးတော့ဆင်းလာရုံမကောင်းနွားစကောက်မှာမွေးဖွားတဲ့နေစရာတော့မရှိဘဲနဲ့အသက်ရှင်သွားပြီးတော့ဖခင်တန်မဲ့ကွာသူများပါရိုက်တာခံရတယ်ဟာအဲ့ဒီနေရာမှာဆိုရင်ကျွန်တော်လည်းဒေါသထွက်မှာပေါ့ဟာငါတို့ကိုးကွယ်တဲ့ဖခင်ကွာမင်းတို့ပါရိုက်ကလားတနွေးနဲ့ဟာစိတ်ထဲမှာဘလို့မှမခံကြီးမခံတာဖြစ်မှာဒါပေမဲ့ဖခင်ကအဲ့လောက်ထိကိုနှိမ်ချပလိုက်တာသင်ကျွန်တော်ကိုဘလောက်ချစ်လဲအဲ့ဒီမြစ်တာကိုတကယ်ခံစားတဲ့သူကလေဒီနိုင်အပြား300မကလို့တစ်နှစ်စာလောက်အားကမကလို့အကုန်ခွဲပြီးပါလုပ်လိုက်လေလောင်းပလိုက်တယ်အဲ့ဒီမြစ်တာကိုခံစားတဲ့သူကမနေနိုင်ဘူးဖခင်မြစ်တာကိုခံစားရရင်လေဝိညာဉ်ရေးရမှာရင့်ကျက်လာတယ်ဝိညာဉ်ရေးမှာနှုတ်နေတဲ့သူကငါဆိုတဲ့သဘောကိုယ့်အတွက်ပဲအသက်ရှင်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်ညီကုန်းချုပ်အောင်မယ်ဆိုရင်တော့ဒီနေ့တမန်ကျမ်းစာသင်ကြားခြင်းကိုညီကုန်းချုပ်အောင်မယ်ဆိုတော့သင်ရဲ့ဝိညာဉ်ရေးကကြီးထွားရင့်ကျက်လာဖို့ခရစ်တော်နဲ့တူလာဖို့ဖရားလို့တော့ရှိတယ်ဝိညာဉ်ရေးကနှုတ်နေနေရင်သင်ကငါဆိုတဲ့ငါချမ်းသာဖို့ငါအောင်မြင်ဖို့ငါကြီးပွားဖို့ငါအစဉ်ပြေဖို့ဖရားအတွက်လုံနေအောင်မပင်ပင်မမန်းနဲ့လုံနေရတော့ဒါပေမဲ့ဘသူအတွက်လဲစိတ်ကလေးတစ်ကောင်တော့အဖေကတတ်မကြွေဘူးဘသူအတွက်ဖြစ်နေရလဲငါအတွက်ပဲဖြစ်နေတာဒါပေမဲ့ဝိညာဉ်ရေးရမှာကြီးထွားရင့်ကျက်လာတဲ့ခါမှာဖရားမြစ်တာကိုကိုယ်တိုင်ကိုယ်ကြခံစားတဲ့ခါမှာငါအတွက်မဟုတ်တော့ဘသူအတွက်ဖြစ်သွားလဲဖရားသခင်ဘုန်းတော်ထင်ရှားပါစေဖရားအတွက်ပဲငါအသက်ရှင်မယ်ဒါကြောင့်ချစ်တော်စီတိုင်းသင်ပညာပဲသင်စီးပွားရေးပဲလှုပ်နိုင်ငံခြားမှာပဲအလုပ်လုပ်မြန်မာနိုင်ငံထဲမှာပဲအလုပ်လုပ်သင်ဟာကုမ္ပဏီတထေးပဲဖြစ်တာမန်ဈေးရောင်းတဲ့အလုပ်ပဲလုပ်ပါလေစေသူများအိမ်မှာအသက်ကြီးတဲ့အဖိုးဖွားကိုကြည့်ရတဲ့သူဖြစ်သင်ဟာသူများရဲ့တောက်တုံမရအလုပ်တွေကိုလုပ်ရတဲ့သူပဲဖြစ်ပါလေစေအမှုတော်ထဲမှာပါဝင်တဲ့သူပဲဖြစ်မြည်သည့်အလုပ်ကိုလုပ်သိမဆိုဖရာသခင်ရဲ့အလုပ်ကိုလုပ်ရတဲ့ကဲ့သို့စေတနာစိတ်နဲ့ဖရာကိုချစ်တဲ့စိတ်နဲ့လှုပ်ဆောင်တတ်တော်သူဖြစ်ပါစေကျွန်တော်တို့ဘာပဲလုပ်လို့ကိုယ့်အတွက်မဖြစ်ပါစေနဲ့ငါဒီအိမ်မှာလှုပ်တာလာစာရဖို့ဒီလုပ်ငန်းကိုလှုပ်တာငါပတ်စံရဖို့ငါအတွက်မဖြစ်ပါစေနဲ့သင်ဟာချမ်းသာတဲ့သူဖြစ်ရင်လည်းဖရာအတွက်ဖြစ်ပါစေဆင်းရဲတဲ့သူဖြစ်လည်းဖရာအတွက်ဖြစ်ပါစေဖရာအတွက်အသက်မရှိရင်တန်ဖိုးမဲ့ပါတယ်ဖရာအတွက်အသက်ရှင်တော့တန်ဖိုးရှိတယ်နေမန်အိမ်မှာကျွန်အလုပ်ပဲလုပ်နေရပါစေကျွန်မလေးတန်ဖိုးရှိတယ်ဘယင်ဖြစ်သွားတဲ့ဒါဝိဒ်ဖရာအတွက်အသက်ရှင်တော့ကြောင့်တန်ဖိုးရှိတယ်ဒါပေမဲ့ဘယင်တိုင်းတန်ဖိုးမရှိနော်ရှောလူသူ့အတွက်ပဲအသက်ရှင်တယ်ဘာတန်ဖိုးမှမရှိဘူးဒါကြောင့်မချစ်တော်စီတိုင်းကိုယ့်အတွက်အသက်ရှင်တော်သူကတန်ဖိုးမဲ့ပါတယ်ဖရာအတွက်အသက်ရှင်တော်သူကတော့တန်ဖိုးရှိတယ်ဒါမှမဟုတ်ဝိညာဉ်ရေးရာကြီးထွားရင့်ကျက်ခြင်းဆိုတော့ကကိုယ့်အတွက်မဟုတ်တော့ဝိညာဉ်ရေးရာခလေးသူငယ်ကတော့ငါဆိုတဲ့ငါချမ်းသာဖို့ငါအောင်မြင်ဖို့ငါကျမ်းမာဖို့ငါအတွက်ပဲအသက်ရှင်တော်တယ်သင်အတွက်ကိုသင်စိတ်ပူစရာမလိုပါဘူးသင်အတွက်ကိုဖခင်ကအားလုံးပြင်ဆင်ပေးသားပါသင်ရဲ့စပင်တွေကိုတော့ဘာလို့ထားလဲရည်တက်ထားတယ်သင်စားစရာလို့လားဖခင်ပေးမှာပါသင်ကျမ်းမာခြင်းလို့လားဖခင်ပေးမှာပါသင်ဘာလို့လဲဖခင်သခင်အားလုံးပြင်ဆင်ပေးသားပါယုံကြည်သူဖခင်သားသမီးဆိုတာကိုယ့်အတွက်ကိုစိတ်ပူပြီးအသက်ရှင်ရတာမဟုတ်ဖခင်အတွက်ဖခင်ကိုချစ်ပြီးတော့ဖခင်အတွက်အသက်ရှင်တော်သူများဖြစ်စေဖို့ဝင်ငှပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေအာမင်